ရပြီဒီကနေ့ကျွန်တော်တို့ကြားနာရမယ့်တရားဒေသနာကောင်းစဉ်ကတော့ရှင်ပြန်ထမြောက်ခြင်းသက်သေနော် the evidence of resurrection ရှင်ပြန်ထမြောက်ခြင်းရဲ့သက်သေကျွန်တော်တို့ဖတ်ကြားမယ်တမန်ကျမ်းစာကတော့ရှင်မာသက်ခန်းကြီး28အငယ်1ကနေ30ဖြစ်ပါတယ်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုယိုသေးလေးစားတော်အားဖြင့်ကျွန်တော်တို့အားလုံးမတ်တရပြီးတော့အတူတကွမနှေးမမြန်စင်စင်စားစားလေးလေးနဲ့ကျွန်တော်တို့အတူတကွဖတ်ကြရအောင်ဖတ်ကြမယ်နော်ဥပုံနေလွန်၍9ရက်တွင်ပထမနေ့ရက်မိုးလင်းအံဆဲဆဲအချိန်၌မာဂဒလမာရိနှင့်အခြားသောမာရိသည်သင်္ချိုင်းတော်ကိုအကြည့်ရှုသွားကြ၏ထိုအခါမြေကြီးသည်ပြင်းစွာလှုပ်လေ၏အကြောင်းမူကားထာဝရဘုရား၏ကောင်းကင်တမန်သည်ကောင်းကင်ဘုံမှဆင်းလာ၍တွင်းဝ၌ပိတ်သောကြောက်ကိုလှိမ့်လှန်ပြီးလင်ထိုကြောက်ပေါ်မှထိုင်နေ၏သူ၏မျက်နှာသည်လျှက်စစ်ကဲ့သို့ထင်၏အဝတ်သည်လည်းမိုးပွင့်ကဲ့သို့ဖြူ၏လူဆောင်တို့သည်ကောင်းကင်တမန်ကိုကြောက်ရွံ့သဖြင့်တုန်လှုပ်၍သေမတတ်ဖြစ်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လက်ဝါးကတိုင်ပေါ်မှာတတ်သောယေရှုကိုတင်တို့ရှာကြသည်ကိုငါသိ၏ဤအရ၌မရှိမိန်တော်မူသည့်အတိုင်းပြန်ရှင်တော်မူပြီလာကြသခင်လဲလျောင်းရာအရက်ကိုကြည့်ရှုကြလော့အလင်းအမြန်သွား၍တေခြင်းမှရှင်ပြန်တော်မူကြောင်းကိုတပည့်တော်တို့အားပြောကြလော့တင်တို့ရှေ့ဂါလိလဲပြည်သို့ကြွတော်မူမည်ထိုပြည်၌တင်တို့သည်ကိုယ်တော်ကိုမြင်တွေ့ရကြလိမ့်မည်ငါပြောပြီဟုမိန်းမတို့အားကောင်းကင်တမန်ဆို၏ထိုမိန်းမတို့သည်လည်းကြောက်ရွံ့သဖြင့်၎င်းအလွန်ဝမ်းမြောက်သဖြင့်၎င်းသင်္ချိုင်းတော်မှအလင်းအမြန်သွား၍တပည့်တော်တို့အားထိုသတင်းစကားကိုကြားပြောခြင်းငါပြေးကြ၏လမ်းမှာသွားကြစဉ်ယေရှုသည်ကြိုးဆိုတော်မူ၍သင်တို့အားမင်္ဂလာဖြစ်စေတည်းဟုမိန့်တော်မူ၏ထိုမိန်းမတို့သည်ချင်းကပ်၍ခြေတော်ကိုဖက်ယမ်းလျက်ပြက်ဝတ်ကိုးကွယ်ကြ၏ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်သွားကြလော့ငါညီတို့သည်ဂါလိလဲပြည်သို့သွားစေခြင်းငါဤသတင်းစကားကိုကြားပြောကြလော့ထိုပြည်၌သူတို့သည်ငါကိုတွေ့မြင်ရကြလိမ့်မည်ဟုမိန့်တော်မူ၏ဖတ်ကြားတော်ခြင်းအဖြစ်ရောက်တိုင်းကိုဘုရားရှင်တည်တပံကောင်းကြီးပေးပါစေအားလုံးကျေးဇူးတင်တယ်ထိုင်နိုင်ပါပြီကဲပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီကနေ့ဟာရှင်ပြန်ထမြောက်နေ့ဖြစ်တဲ့အတွက်ကြောင့်ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့ Easter Sunday အကြောင်းကိုလည်းကျွန်တော်ကောင်းကောင်းလေးပြန်ပြောပြပါမယ်အရင်တော့ကလည်းပြောပြပြီးပြီဒါပေမဲ့အသေးစိတ်မဟုတ်ဘဲနဲ့တူကောက်ကလေးနဲ့နည်းနည်းလေးပြန် remind ပေးခြင်းတယ်ပထမအဆုံးအနေနဲ့ Easter Sunday ကိုမပြောခင်လေးမှာတခုကျွန်တော်နည်းနည်းဒီနေ့မနေ့ကပြောတဲ့ဟာလေးတွေအားလုံးပြိတ္တတွေသိအောင်တစ်ခါပြန်ပြောခြင်းတာရှိတယ်ကဘာပေါ်မှာဘာသာကြီးတွေရှိတယ်ဘာသာသေးလေးတွေလည်းရှိတယ်ကဘာသာကြီးဖြစ်ဖြစ်ဘာသာသေးဖြစ်ဖြစ်အားလုံးကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ခရစ်ယာန်ဘာသာနဲ့ထူးခြားချက်ကိုကျွန်တော်တို့မတွေ့ရတယ်လဲဆိုတာလေးပြောပြမယ်ဥပမာဆိုပါစို့ဗုဒ္ဓဘာသာမှာဂေါရမဗုဒ္ဓကိုဖယ်လိုက်လို့ရှိရင်ဗုဒ္ဓဘာသာကြံသေးမယ်လို့ထင်လားကြံသေးတယ်
ဗုဒ္ဓဘာသာမှာဗုဒ္ဓဂေါရမဗုဒ္ဓကိုဖယ်လိုက်ရင်လည်းပဲဗုဒ္ဓဘာသာပြတ်မသွားဘူး။ဘာကြောင့်လဲဗုဒ္ဓဘာသာဆိုတာဂေါရမဗုဒ္ဓလို့ခေါ်တဲ့ပုဂ္ဂိုလ်ကိုကိုးကွယ်တဲ့ဘာသာမဟုတ်ဘူး။ဂေါရမဗုဒ္ဓဟောတဲ့တရားဓမ္မကိုကိုးကွယ်တဲ့ဘာသာဖြစ်တယ်။ဒါကြောင့်ဗုဒ္ဓဘာသာသည်ဖျားကိုကိုးကွယ်တာထက်တရားကိုကိုးကွယ်တယ်ဆိုတာသိထားဖို့လိုတယ်။ဒါကြောင့်တော့ဗုဒ္ဓဘာသာမှာဂေါရမမရှိရင်ရတယ်။ဘာဖြစ်လို့လဲဒီဂေါရမဒီဗုဒ္ဓဘာသာတရားဆိုတာကကဘာပေါ်မှာအစစ်စစ်ပွင့်လာခဲ့တဲ့ဖျားပေါင်းမြောက်များစွာမရေမတွက်နိုင်ကနေဒီဟာကိုသူကအားလုံးကဒါကိုပဲဟောကြတာဖြစ်တယ်။ဒါကြောင့်မလို့ဗုဒ္ဓဘာသာမှာဂေါရမမရှိရင်ရတယ်။မွတ်စလင်အစ္စလာမ်ဘာသာမှာလည်းပဲမိုဟာမက်မရှိရင်သူတို့နေနိုင်တယ်။ဘာကြောင့်လဲမိုဟာမက်ကိုသူတို့ကိုးကွယ်တာမို့ဖောင်ဒါဖြစ်တော့လေသူ့ကိုကိုးကွယ်တာမို့အာလဘုရားကိုသူတို့ကိုးကွယ်ထိုနည်း၎င်းပဲဟိန္ဒူဘာသာမှာလည်းဘုရားတွေအများကြီးရှိတယ်ဒီဘုရားတွေကိုဖယ်လိုက်ရင်သူတို့ရဲ့ဘာသာပြတ်သွားသလားပြတ်မသွားဘူးဆက်လက်မှသူတို့ကိုးကွယ်လို့ရတယ်ဥပမာတရုတ်ဘာသာတစ်ခုဖြစ်တဲ့ Confucianism မှာကြည်လိုက်လို့ရှိရင် Confucius လို့ခေါ်တဲ့ founder ကိုဖယ်လိုက်ရင်လည်းပဲသူ့ရဲ့ဘာသာကကျန်နေသေးတယ်ဒါပေမဲ့ထူးခြားချက်ကဘာလဲသိလားခရိယန်ဘာသာမှာခရိယန်ဘာသာမှာခရစ်တော်ကိုဖယ်ကြည့်လိုက်ဘာမှမကျန်တော့ဘူးခရိယန်ဘာသာမှာခရစ်တော်ကိုဖယ်လိုက်ရင်ဘာမှမကျန်တော့ဘူးဒါကြောင့်ခရိယန်ဘာသာဒီတရားကိုကိုးကွယ်တာမဟုတ်ဘူးခရစ်တော်ကိုကိုးကွယ်တာဖယားကိုကိုးကွယ်တာဒါကြောင့်ဖယားနဲ့တရားဒီတွဲနေတယ်ခွဲလို့မရဘူးအဲ့ဒါလေးကိုတစ်ချက်ကျွန်တော်ပြောခြင်းတယ်ပထမအဦးဆုံးเนาะအဲ့တော့ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့ခရိယန်ဘာသာမှာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဒီအရေးပါကြောင့်ကြီးရတယ်လဲဆိုရင်ခရစ်တော်သာရှင်ပြန်ထမြောက်ခြင်းမရှိရင်ခရိယန်ဘာသာမရှိနိုင်ဘူးခရစ်တော်ကိုသူတို့ဖမ်းသွားတဲ့အခါမှာတပည့်တော်တွေအကုန်လုံးထွက်ပြေးသွားကြပြီလေဝါကတိုင်ပေါ်မှာနောက်ဆုံးရှင်ယောဟန်တယောက်ပဲကျန်တယ်ကားတိုင်းပေါ်မှာခရစ်တော်အသေးခံပြီးတဲ့နောက်ပိုင်းမှာရှင်ယောဟန်လည်းမရှိတော့ခရစ်တော်ကိုသင်္ချိုင်းမှာမြုပ်တဲ့အခါမှာတပည့်တော်တွေတယောက်မှမပါဘူးယုံကြည်သူတွေတခြားလူတွေမပါတော့ဘူးခရစ်တော်ကိုမြုပ်တဲ့နေရာမှာသင်္ချိုင်းကုန်းပိုင်ရှင်ဖြစ်တဲ့အရိမရိယမတဲနော်အရိမရိယမတဲနော်အရိယဟာအရိမရိယအရိမရိယတော့ကျွန်တော်မှားသွားတော့သူ့ရဲ့ဥစ္စာဂျောဆက်ပြထားလိုက်ပါတော့ကျွန်တော်ဗမာနဲ့အင်္ဂလိပ်နဲ့ပြောတာသူ့ကိုမြုပ်တဲ့အလောင်းပါဒီအခေါင်းပိုင်ရှင်ပေါ့နော်တင်ချိုင်ကုန်းပိုင်ရှင်ဖြစ်တဲ့ဂျောဆက်နဲ့နောက်ဆုံးမှာပြောင်းလဲသွားတဲ့ဖာရီရှဲတယောက်ဖြစ်တဲ့နီကိုဒီမတ်သူတို့နှစ်ယောက်ပဲဆိုတော့တပည့်တော်တွေမရှိတော့ဘူးဒါပေမဲ့သခင်ယေရှုရှင်ပြန်ထမြောက်တယ်ဆိုတဲ့တည်င်းကိုကြားတာနဲ့တပြိုင်နက်တည်းကြောင်လန့်တုံလှုပ်ပြီးတော့ပုံးကွယ်နေတဲ့တပည့်တော်တွေအကုန်လုံးပြန်ပေါ်လာပြီးတော့ရဲတောက်သူရဲကောင်းတွေဖြစ်သွားကြတယ်အဲ့ဒီကနေစပြီးတော့ခရစ်တော်ရှင်ပြန်တဲ့အကြောင်းကိုသူတို့တက်သိခံတယ်မခံနဲ့လို့ဘယ်သူကမှတားလို့မရဘူးရိုက်တားလို့လည်းမရဘူးတတ်ရင်လည်းမကြောက်ကြဘူးဘာကြောင့်လဲခရစ်တော်အသက်ရှင်တယ်ခရစ်တော်အသက်ရှင်ယုံတင်မကဘူးရှင်ပြန်ထမြောက်တဲ့ခရစ်တော်သည်သူတို့ရဲ့အထဲမှာအသက်ရှင်တဲ့အတွက်ကြောင့်သူတို့သည်တတ္တိနဲ့တကိုးနဲ့ပြေဝပြီးတော့အရာခတ်သိမ်းကိုရင်ဆိုင်ရဲကြတယ်ဒီကနေ့ချစ်တော်ညီကိုမောင်နှမတို့
ရှင်ပြန်ထမြောက်တဲ့သခင်ယေရှုခရစ်တော်ကိုကျွန်တော်တို့နှစ်တိုင်း Easter Sunday နေ့မှာကြိုဆိုကြတယ်ကြာလာတဲ့အခါကျတော့ထုံးစံလို့ဖြစ်တဲ့လူလည်းရှိခြင်းရှိနိုင်တယ်ဒီကနေ့ကျွန်တော်သတိပေးချင်တာကဘယ်သူမဆိုရှင်ပြန်ထမြောက်ခြင်းကိုကြိုဆိုတဲ့လူတိုင်းဒီကျွန်တော်တို့ရဲ့ရှင်ပြန်ထမြောက်တဲ့ခရစ်တော်ဒီကျမ်းစာထဲမှာပဲရှင်ပြန်ထမြောက်တာလားတမိုင်းမှာပဲရှင်ပြန်ထမြောက်တာလားကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရှင်ပြန်ထမြောက်သလားအဲ့ဒါကိုကျွန်တော်ပြန်လဲပြီးတော့သုံးသပ်စေချင်တယ်အရေးကြီးဆုံးကခရိယန်ဘာသာဆိုဒီကနေ့ထိတည်ရှိနေတာဟာယုံကြည်သူခရိယန်တွေရဲ့နှလုံးသားထဲမှာခရစ်တော်ဒီရှင်ပြန်ပြီးတော့ထမြောက်ပြီးတော့အသက်ရှင်လှုပ်ရှားနေလို့ဖြစ်တယ်ခရိယန်ရဲ့နှလုံးသားထဲမှာခရစ်တော်ဒီဝိညာဉ်တော်အားဖြင့်အသက်ရှင်လှုပ်ရှားနေတဲ့အတွက်ကြောင့်ခရိယန်ဘာသာဒီနေ့ထိအောင်အဒွန့်ရှည်တာဖြစ်တယ်ဒါကိုပထမဆုံးညီကုန်းဒီဏိဒန်းအနေနဲ့ကျွန်တော်ပြောချင်ပါတယ်နော်အခုတော့ကျွန်တော်တစ်ချက်ကလေးသွားပြီးတော့ Easter Sunday နဲ့ပတ်သက်ပြီးတော့အယူလွဲကြတဲ့သဘောမပေါက်ကြတဲ့နော်ရှုပ်ထွေးတဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်နည်းနည်းလေးပြောပြချင်တယ်ပထမဦးဆုံး Easter Sunday ဆိုတဲ့စကားလုံးဟာဘယ်ကနေပေါ်လာတယ်လဲဆိုတာကြည့်ရအောင် Easter Sunday ဆိုတာကျွန်တော်တို့ဟာကြည့်လိုက်လို့ရှိရင်တမိုင်းမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ Google မှာပဲကြည့်နော် online ဘယ်လိုနေရာမှာပဲကြည့်လေ့လာလို့ရှိရင်ကျွန်တော်တို့ဘာတွေ့ရတယ်လဲဆိုရင် Easter Sunday ဒီအခြားပါဖျားမကိုဒီနတ်ဖျားတွေနဲ့ပတ်သက်တဲ့နော်ခရိယန်ဘာသာနဲ့မဆိုင်တဲ့နတ်ဖျားတွေကိုးကွယ်တဲ့နေရာအစင်အလာကနေအတူယူထားတာဖြစ်တယ်ဆိုတာကိုအများကြီးရေးထားကြတယ်ပြောတာတွေလည်းခင်ဗျားတို့သိကြလိမ့်မယ်နော် Easter ဆိုတဲ့နာမည်ကသူတို့မျိုးမျိုးပြောကြတယ် Easter ဒါမှမဟုတ် Eostar နော်ဒီနတ်ဖျားမရဲ့နာမည်ဖြစ်တယ်လို့အမျိုးမျိုးသူတို့ပြောကြတယ်သူရဲ့ symbol ကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သိထားဖို့ကကျွန်တော်တို့ဒီသခင်ယေရှုထမြောက်တဲ့ဒီ Sunday ဒီဟိုးအရင်တုန်းကမယုံကြည်သူတွေကနတ်ဖျားတွေကိုးကွယ်တဲ့အစင်အလာကနေလာတာဖြစ်တယ်ဒီဥစ္စာတွေကိုခရိယန်တွေကဆက်လက်ပြီးတော့ထိမ့်သိမ့်ပြီးတော့ကျွန်တော်တို့ကကိုးကွယ်နေကြတယ်လို့တချို့ကဆွဆွဲကြတယ်အဲ့ဒါဟာမှားတယ်ရှင်းဆုံးကျွန်တော်ပြောပြမယ်နော် Easter ဆိုတဲ့နာမည်လေးရလိုက်တဲ့အတွက်ကြောင့်မလို့အသုံးပြုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခရိယန်တွေဟာဒါကိုအတုခိုးတာမဟုတ်ဘူးဆိုတာကိုကျွန်တော်အခုရှင်းပြမယ်ပထမအဆုံးဒီ Easter နဲ့ပတ်သက်တဲ့စာဆောင်အထောက်ထားနဲ့ပတ်သက်ပြီးတော့ခရိယန်တွေကနေစာပေကိုကျွန်တော်တို့ကြည့်တဲ့အခါကျတော့ Venerable B နော် B လို့ခေါ်တဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်ဒါဟာသူက1900နော် AD 1900ကျော်လောက်တုန်းကပေါ်ထွန်းခဲ့တဲ့နော်ခရိယန်ဘုန်းကြီးတစ်ပါးတမိုင်းပညာရှင်လည်းဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်ကစာအုပ်ကိုသူရေးတယ်သူရဲ့စာအုပ်ကတော်တော်လေးနာမည်ကြီးတယ်သူစာထဲမှာဗာရေးထားတယ်လဲဆိုတော့ Pascal Man လို့ခေါ်တဲ့နော်လတလမှာ Pascal လလို့ခေါ်တဲ့ဒီဥစ္စာကိုကျင့်သုံးကြတဲ့နော်သူတွေရှိတယ်အဲ့ဒီကျင့်သုံးကြတဲ့လူတွေဟာအဓိကအားဖြင့်နတ်ဖျား Easter ဆိုတဲ့နတ်ဖျားကိုးကွယ်တဲ့အခါမှာအသုံးပြုတဲ့အသုံးပြုတဲ့ရက်ဒီဥစ္စာကိုလူတွေကဆွဲပြီးတော့သုံးတာဖြစ်တယ်လို့အဲ့ဒီဆရာကြီးကရေးထားတယ်ဒါပေမဲ့ဒီဆရာကြီးရေးလိုက်တာက1900မှာရေးတာနော်1900မှာသူရေးတယ်တမိုင်းကိုသူပြန်ကြည့်လိုက်တဲ့အခါမှာ Easter ဆိုတဲ့စကားလုံးဟာနတ်ဖျားမကိုကိုးကွယ်တဲ့ဘာသာတစ်ခုကနေပေါ်လာတာဖြစ်တယ်
အဲ့ဒီဥစ္စာကိုခရိယန်တွေကနော်ကျင့်သုံးတာဖြစ်တယ်လို့တချို့ကအဲ့လိုပြောတာကိုသူကနေတွေ့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့သိရမှာကတေးသေးချာချာပြန်လေ့လာတဲ့ခါကျအဲ့ဒီ Easter ဆိုတဲ့နတ်ဖျားမကဘယ်သူလဲလို့နောက်ကျောင်းကိုတေးသေးချာချာပြန်လေ့လာတဲ့ခါကျတော့ခိုင်လုံတဲ့အထောက်အထားတစ်ခုမှမရှိဘူးအဲ့ဒါမှတ်ထားနော်အခုကျွန်တော်တို့ online မှာ Google တို့ဘာတို့ပဲကြည့်လိုက်တဲ့အခါမှာ Easter what is the meaning of Easter လို့ရေးလိုက်ရင်အများကြီးသူတို့ဖြည့်ရှင်းထားတာတွေ့လိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့သိထားဖို့ကဘယ်စာမှန်တယ်ဘယ်စာမမှန်ဘူးဆိုတာကိုသိဖို့လိုတယ်လူတိုင်းကရေးကြတယ် Easter ရဲ့ original ကိုသူကရေးကြတယ်ရေးကြတဲ့အခါစာတွေအများကြီးရှိတယ်တိုးတော့ကျွန်တော်လွယ်ပဲပြောပြမယ်တချို့စာတွေဟာအထောက်ထားမခိုင်လုံဘူးစိတ်ကူးရင်နဲ့ရေးထားတာတွေအများကြီးရှိတယ်ရမ်းရေးထားတာအဲ့ဒီရမ်းရေးထားတဲ့ဟာကိုတချို့ကမသိတဲ့အခါဖတ်ပြီးမှဒီမှာ Google ထဲမှာရှိတယ်ဒီမှာရှိတယ်တမိုင်းထဲမှာရှိတယ်ဒီထဲမှာဒီလိုရှိတယ်လို့သူတို့ထင်ကြတယ်အဲ့လိုပြောပြီးတော့သူတို့အဟုတ်မှတ်ကြတယ်ဒါပေမဲ့မဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောပြချင်တယ်ဘာဖြစ်လို့လဲအခု online မှာကြည့်လေ online မှာတရားဟောတာကြည့်ပါကြိုက်တဲ့လူဟောခြင်းတဲ့လူတိုင်းကဟောနေကြတယ်တကယ်နားလေပြီးတော့ဟောတဲ့လူရှိတယ်လို့နားမလဲပေးနဲ့ကိုထင်ရစွတ်ပြီးတော့ဟောတဲ့လူတွေလည်းအများကြီးရှိတယ်ဒါကျွန်တော်သိကြနော်ထိုနည်း၎င်းပဲ Google မှာရေးထားတဲ့အာဟာတွေအားလုံးဟာအမှန်တကြီးပဲမဟုတ်ဘူးဟိုတခါတော့ကျွန်တော်ဒီ Thanksgiving နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြဘူးတယ်နော် Thanksgiving အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီခရိယာန်အကြောင်းနဲ့ပတ်သက်ပြီးတော့မဟုတ်တာတွေမမှန်တာတွေရေးထားတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြဘူးတယ်အဲ့ဒီလိုပဲအခုလည်းဒီလိုပဲ Easter Sunday နဲ့ပတ်သက်ပြီးတော့လည်းပဲ Easter ဆိုတာမှန်တော့ဒါမယုံကြည်သူတွေရဲ့နတ်ဖျားမရဲ့ကိုးကွယ်တာကနေစတယ်ဒီဖျားမကနေလာတယ်ခရိယန်တွေကအတုခိုးတယ်လို့သူတို့အဲ့လိုပဲသူတို့ရေးကြတယ်ဒါပေမဲ့အဲ့ဒီဟာမှားတယ်ဆိုတဲ့ဟာလို့ပထမဆုံးကျွန်တော်ပြောပြခြင်းတယ်နော်မှားတယ်ဘာဖြစ်လို့လဲအထောက်ထားမခိုင်လုံဘူးအဲ့ဒီနတ်ဖျားမတကယ်ရှိသလားဘယ်နိုင်ငံမှာရှိလဲဘယ်တော့ကိုးကွယ်တယ်လဲတကယ်ကိုးကွယ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ရုပ်တုကဘာလဲသူ့ရဲ့နတ်ဖျားအဆောင်ကဘာလဲရုပ်ကျွင်းတွေကြံတာတွေတခုမှလည်းသူတို့တေးသေးချာချာမေရတွေ့ထားတာမရှိဘူးအဲ့ဒါလေးကိုကျွန်တော်ပထမဆုံးပြောချင်တယ်ဒါကြောင့်မလို့နံပါတ်1 Easter နဲ့ပတ်သက်ရင်ခရိယန်တွေကဒီ Easter Sunday ဆိုတဲ့ဥစ္စာကိုဘာသာခြားနော်မယုံကြည်သူတွေရဲ့နတ်ဖျားမကိုးကွယ်တဲ့လကနေနာမည်ကနေယူပြီးတော့ဖြစ်လာတယ်ဆိုတဲ့ဥစ္စာကအယူဆမှားတယ်ဆိုတာကိုကျွန်တော်ပထမဆုံးပြောပြချင်တယ်နောက်တစ်ခါဘာကြောင့်မလို့အဲ့ဒါလို့ Easter Sunday ကဘာကြောင့်ခေါ်ရတယ်လဲခေါ်ရတဲ့အကြောင်းရင်းကလည်းပဲယောမ Empire မှာ Emperor ဧကရာဇ်မင်းဖြစ်ခဲ့တဲ့ Constantine ဆိုတဲ့ Emperor ဧကရာဇ်မင်းကြီးခရိယန်ဖြစ်သွားတဲ့အခါဒါပထမဦးဆုံးတော့ယောမ Empire ကနော်ဧကရာဇ်မင်းကြီးခရိယန်ဖြစ်တဲ့ပုဂ္ဂိုလ်ပေါ့ဒီပုဂ္ဂိုလ်ကယောမ Empire ကြီးကအရန်ကျေပြန့်တဲ့အခါအုပ်ချုပ်တဲ့အခါလွယ်ကူဖို့အတွက်နီလန်အမျိုးမျိုးရှာတဲ့အခါပထမသူတို့ခရိယန်တွေကိုနှိပ်စက်တယ်ခြေမုံဖို့ကြိုးစားတယ်ဒါပေမဲ့ခြေမုံလို့မရဘူးနှိပ်စက်လဲပိုများလာတယ်ပိုပြီးတော့ခိုင်မာလာတော့တွေ့တဲ့ခါကျတော့နောက်ဆုံးသူကိုယ်တိုင်ကသူ့ရဲ့အိမ်မက်မှာသူ့ရဲ့စစ်ပွဲမှာ cross ရဲ့ဒီ symbol နဲ့ဒီသင်္ကေတနဲ့ခင်ဗျာစစ်တိုက်လို့ရှိရင်အောင်မယ်လို့အိမ်မက်တဲ့အတွက်ကြောင့်မလို့cross sign လေးနဲ့သူစစ်တိုက်တာအောင်သွားတဲ့ခါမှာအိုးဒါမှန်ကန်တယ်ခရိယန်တွေပြောတဲ့ဒီခရစ်တော်ဟာဘုရားအစစ်ဖြစ်တယ်ဆိုတော့ယုံကြည်ပြီးတော့ခရိယန်ဖြစ်သွားတယ်အလွယ်လွယ်နဲ့ပဲကျွန်တော်ပြောလိုက်မယ်နော် Constantine ခရိယန်ဖြစ်သွားတဲ့အခါယောမ Empire ကြီးထဲမှာအားလုံးခရိယန်ကိုကိုရမယ်လို့အမိန့်ထုတ်လိုက်တယ်အရင်တော့ကခရိယန်တွေဟာတကယ်အစစ်ပဲတကယ်ယုံကြည်တဲ့ခရိယန်တွေပဲတိုးတော်လည်းပဲဘရင်အမိန့်နဲ့အားလုံးခရိယန်ဖြစ်ရမယ်လို့ပြောတဲ့ခါကျတော့မယုံတဲ့လူတွေလည်းပဲ
ဘရင်အမိန်ကြောင့်မလို့ကြောက်လို့ခရိယန်ဘာသာဝင်ကြတယ်အဲ့ဒီခါမှာခရိယန်အတုတွေပေါ်လာတယ်အဲ့ဒီမတိုင်ခင်မှာတမိုင်းကျွန်တော် church history ပေါ့နော်ဒါအသင်းတော်တမိုင်းကိုကြည့်တဲ့အခါမှာခရိယန်အတုဆိုတာမတွေ့ရဘူးအစစ်တွေပဲရှိတယ် Constantine ဘုရင်ဖြစ်တဲ့ကသူကနေရောမ empire ကြီးရဲ့ state religion ဒီခရိယန်ဘာသာဖြစ်ရမယ်လို့သူတတ်မှတ်လိုက်တဲ့အခါကျမှမလိုခြင်းပဲနဲ့အမိန့်အရာခရိယန်ပေါ်လာတဲ့အခါမှာအတုတွေဖြစ်လာအဲ့ဒီကနေစပြီးဒီနေ့ထိအောင်ကဘာပေါ်မှာခရိယန်အတုတွေပေါ်လာကြတာဖြစ်တယ်အဲ့ဒီဘုရင်ကနေဘာသာရေးကိုသူကနည်းနည်းဝင်ဆွတ်လိုက်တဲ့အခါသူကောင်းတာကိုသူလောက်တာရှိတယ်လို့မကောင်းတာတွေလည်းရှိတယ်ကောင်းတဲ့ဘိုင်းကဘာလို့ဆိုမှ Nicene Creed Nicene Creed ဆိုတော့အခုတော့ကျွန်တော်ပြောလို့မဖြစ်ဘူးဘာလို့အရန်ပြတဲ့ကျေပြတ်နေကြနော်ခရိယန်တွေရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်ရင်သုံးပါးသစုပဲဖြစ်ဖြစ်နော်ဒီတမန်ကျမ်းစာအကြောင်းပဲဖြစ်ဖြစ်ခရိယန်ရဲ့ယုံကြည်ချက်ကိုခရိယန်တွေရဲ့ယုံကြည်ချက်ဒါအမှန်ဖြစ်တယ်လို့ယုံကြည်ချက်ကိုစာတမ်းရေးဆွဲဖို့အတွက်အဲ့ဒီမှာဘုရင်ကြီး Constantine ကနေဥဆောင်ပြီးတော့ခရိယန်ကောင်းဆောင်တဲ့အကုန်လုံးကိုခေါ်ပြီးတော့ဘုရင်နန်းတော်မှာတခါတည်းအကျွေးမွေးရဆက်အကုန်လုံးသူကစပွန်ဆာလုပ်ပြီးတော့သူတို့တွေကိုဆွေးနွေးခိုင်းတယ်ပျော်ခိုင်းတယ်ရေးဆွဲခိုင်းတယ်အဲ့ဒါလေးတော့တော်တော်ကောင်းတယ်ဒါကြောင့် Nicene Creed ဆိုတာကျွန်တော်ခရိယန်တွေရဲ့ယုံကြည်ချက်အိုးအရင်တော့ကနဦးအသင်းတော်ဖခင်ကြီးတွေရဲ့ယုံကြည်ချက်ဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ယုံကြည်ချက်ကလမ်းလွဲနေသလားသိချင်ရင် Nicene Creed ကိုပြန်ကြည့်ရတယ် Nicene Creed တို့ Apostle Creed တို့နော်ဒီအရာတွေကိုပြန်ကြည့်ရတယ်ကဲအဲ့ဒါတော့တကဒီ Constantine ဘုရင်ကြီးကောင်းတဲ့အပိုင်းပေါ့သူမကောင်းတဲ့အပိုင်းတော့သူကဖျက်ဆီးတာတော့မဟုတ်ပါဘူးသူ့အနေနဲ့နိုင်ငံရေးနဲ့တော့ရောလိုက်တဲ့အခါမှာအုပ်ချုပ်ရေးမှာအဆင်ပြေသွားအောင်ဆိုပြီးတော့ခရိယန်လောကမှာလည်းသူကဝင်ဆွတ်လိုက်တဲ့အခါမှာခရိယန်ဘာသာထဲမှာလည်းပဲအုပ်ချုပ်ရေးနဲ့ပတ်သက်လို့ရှိရင်ယောမအစိုးရရဲ့အုပ်ချုပ်ပုံအုပ်ချုပ်နည်းဝင်လာတယ်ဥပမာတစ်ခုပြမယ်ဆိုကျွန်တော်ဗမာပြည်မှာနေတော့ဆိုလို့ရှိရင်ကျွန်တော်ငယ်ငယ်တော့ကျွန်တော်ရွာမှာပေါ့နော်ကျွန်တော်တင်းတော်မှာကျွန်တော်ငယ်ငယ်တော့ဘာသာရေးစိတ်ဝင်စားဘူးဒါပေမဲ့အဖေကပါစတာဖြစ်တယ်ဆိုတော့သူတို့တရားဒီမှာဒီခွန်းနေပေါ့ဒီသူတို့မီတင်းတွေပါလောက်တဲ့ခါကျတော့ကျွန်တော်ကိုဆရာတော်ကြီးမှာပဲသူတို့လောက်တာဆိုတော့လေအမြဲတမ်းခဏခဏကြားရတယ်ဘာကြားရတယ်လဲဆိုတော့ဗမာပြည်မှာရှိတဲ့တင်းထောက်လူကြီးတွေအားလုံးလိုဟာပါတီကောင်စီဝင်တွေကြီးပဲဖြစ်ကြတယ်ဗမာပြည်မှာပါတီမဝင်လို့မရဘူးကောင်စီလည်းမဝင်လို့မရဘူးဒါကြောင့်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမှာဝင်ရတဲ့အခါကျတော့ဆိုရှယ်လစ်လမ်းစဉ်ဆိုရှယ်လစ်ရဲ့သဘောတရားတွေကအကုန်လုံးအသင်းတော်ထဲမှာဝင်လာတယ်ဆိုတော့အသင်းတော်မှာဥဆောင်ဥယျာဉ်လုပ်တဲ့အခါမှာ church administration လို့ခေါ်တယ်နော်အသင်းတော်ကောင်းဆောင်တဲ့နေရာမှာတမန်ကျမ်းစာရဲ့လမ်းညွှန်မှုထက်များသောအားဖြင့်ပါတီကောင်စီဥဆောင်မှုကပိုများလာပြီးတော့အသင်းတော်ထဲမှာ socialism ကများကြီးဝင်လာတယ်ကျွန်တော်ဗမာပြည်မှာလက်တွေ့ရတယ်အဲ့ဒါမျိုးပုံစံလိုပဲ Constantine ရဲ့ခေတ်တုန်းကဆိုလို့ရှိရင်ဘုရင်ကိုယ်တိုင်ကဥဆောင်ပြီးတော့ဘုရင်ကိုယ်တိုင်ကဘာသာရေးမှာဝင်ဆွတ်လိုက်တဲ့အခါကျတော့ဘာသာရေးအုပ်ချုပ်ပုံတွေအားလုံးဟာနိုင်ငံရေးအုပ်ချုပ်ပုံဒီဇိုင်းတွေဝင်လာပြီးတော့နောက်ဆုံးကျတော့ပုပ်ယဟန်မင်းကြီးတွေအစစ်စစ်တွေ bishop တွေ archbishop တွေဘာတွေဖြစ်လာတာအဲ့ဒါတွေအကြောင်းပေါ့ဒါပေမဲ့အဲ့ဒီအပိုင်းတော့ကျွန်တော်များမပြောချင်ဘူးကျွန်တော်ပြောချင်တာက Constantine ဘုရင်ကြီးဟာသူကောင်းတဲ့ပိုင်းရှိတယ်လို့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ခုနပြောတယ်လို့ပေါ့ Christianize လုပ်ချင်တယ်ခရိယန်ဘာသာနဲ့အကုန်လုံးလွှမ်းမိုးတာကလုပ်ချင်တဲ့ခါကျတော့ခရိယန်မဝင်ချင်တဲ့လူလဲသူအာနာနဲ့ဝင်ခိုင်းတဲ့ခါကျတော့ခရိယန်ဘာသာထဲမှာသူတို့ပျော်ဖို့အတွက်ဘာလုပ်ပေးရတယ်လဲဆိုတော့သူတို့ကိုးကွယ်ခဲ့တဲ့နတ်ဖျားတွေနော်အဲ့ဒီအယူအဆတွေဓလေ့ထုံးစံတွေနော်ဒီပွေးလန်းတပင်တွေအားလုံးကိုခရိယန်ဘာသာထဲမှာအကုန်တွတ်သွင်းပလိုက်တယ်အဲ့ဒါလို့တွတ်သွင်းလိုက်တဲ့ခါကျတော့အဲ့ဒီခရိယန်မဝင်ချင်တဲ့လူလည်းပဲသူတို့နတ်ဖျားတွေသူတို့ရဲ့ယဉ်ကျေးမှုတွေဥမာကျွန်တော်တို့ဒီမှာအတိဆုံးကတော့ကရားရိုးရာဆိုပါစို့ကရားရိုးရာတွေချင်းရိုးရာတွေအဲ့လိုမျိုးတွေပေါ့ဝင်လာတယ်ဆိုပါစို့လေရိုးရာနဲ့တခါတော့ဝင်လာတဲ့ခါကျလူကစိတ်ချမ်းသာမှုတွေရှိလာတယ်
ဒါမျိုးသဘောမျိုးနဲ့ယောမတွေအားလုံးကိုခရိယန်ဖြစ်စေခြင်းနဲ့အုပ်ချုပ်ရေးမှာလွယ်စေခြင်းတဲ့အတွက်ကြောင့်မလို့သူကနေ Christianize လုပ်လိုက်တဲ့အခါမှာသာသနာပတွေအသုံးပြုတဲ့အရာတွေအားလုံးဒီခရိယန်ထဲမှာဝင်လာတာဒါပေမဲ့ကျွန်တော်သိထားဖို့ပါလဲဆိုရင်ဒီကနေ့ဒါဆိုရင်ဒီကနေ့ကျွန်တော်တို့ Easter Sunday လုပ်နေတာဟာနတ်ဖျားကိုးကွယ်တဲ့လူတွေခရိယန်မဟုတ်တဲ့လူတွေရဲ့ဒလိထုံးစံရိုးရာတွေကိုကျွန်တော်တို့ကကျင့်သုံးနေတာလားနော်မိကုံးကမဟုတ်ဘူးဒီကနေ့ကျွန်တော်တို့လုပ်နေတဲ့ဒီ Easter Sunday ဟာ Constantine ဘုရင်ကြီးကတတ်မှတ်ထားတဲ့ Sunday မဟုတ်ဘူး Sunday မှာဖျားဝတ်ပြုတာဟာတမန်ကျမ်းစာထဲမှာတမန်တော်ဝိတ္ထုထဲကနေစနေပြီတမန်တော်ဝိတ္ထုကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် Pentecost နေ့သခင်ယေရှုရှင်ပြန်ထမြောက်ပြီးတဲ့နောက်ရက်ပေါင်း40တပည့်တော်နဲ့အတူနေတယ်ရက်ပေါင်း40ကြာတဲ့အခါအပေါ်ကိုတက်သွားတယ်ကောင်းကင်ဘုံကိုတက်သွားပြီးတဲ့နောက်10ရက်ကြာမှ Pentecost နေ့ရောက်လာတယ်အခုနောက်မှကျွန်တော်ပြန်ရှင်းပြအောင်မယ်နော်ဒါလေးတော့အဲ့ဒါထားလိုက်အဲ့တော့သခင်ယေရှုမိုးပေါ်ကိုကောင်းကင်ဘုံတက်ပြီးတဲ့နောက်10ရက်နေ့ရက်9ရှင်ပြန်ထမြောက်တာကနေရက်90ကြာမှာ Pentecost နေ့ကြာရောက်တယ် Pentecost နေ့မှာဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်ပြီးတော့အဲ့ဒီနေ့ဒီအသင်းတော်စတည်ထောင်တဲ့နေ့ဖြစ်တယ်နော်အသင်းတော်ဘယ်မှာစထောင်တလဲဆိုရင် Pentecost နေ့မှာစထောင်တယ်တချို့ကတော့အသင်းတော်ဒီဓမ္မဟောင်းကလေးကရှိနေပြီးသားဣသရေလလူမျိုးတွေဣသရေလလူမျိုးတွေဟာဖျားရဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်အသင်းတော်ဖြစ်တယ်လို့ထင်တဲ့လူတွေရှိတယ်အဲ့ဒါမှားတယ်အလွယ်ဆုံးပြောရင်တော့မှားတယ်ဓမ္မဟောင်းကျမ်းထဲမှာ church ဆိုတဲ့အသင်းတော်ဟာမရှိခဲ့ဘူးသေးဘူးအသင်းတော်လို့ကျွန်တော်တို့ခေါ်တဲ့ church ဒီ Pentecost နေ့မှာစလာတယ်ကဲအဲ့တော့ Pentecost နေ့ဒီ Sunday ဖြစ်တယ်အဲ့ဒီမတိုင်ခင်နှစ်ပေါင်းရက်ပေါင်း90မှာခရစ်တော်ဒီ Sunday နေ့မှာနော်ခရစ်တော်ဒီ Sunday နေ့မှာဘာဖြစ်လဲရှင်ပြန်ထမြောက်ခဲ့တယ်ခရစ်တော်ရှင်ပြန်ထမြောက်တဲ့ Sunday နေ့မှာပဲတပည့်တော်တွေတွေ့ဆုံကြတယ်နောက်အပတ် Sunday မှာလည်းပြန်တွေ့ဆုံတယ်နောက်အပတ် Sunday လည်းပြန်တွေ့ဆုံရာကနေ Sunday နေ့တိုင်း Sunday နေ့တိုင်းယုံကြည်သူတွေတွေ့ဆုံရာကနေ Sunday ဒီခရိယန်တို့ရဲ့ဝတ်ပြုကိုးကွယ်တဲ့နေ့ဖြစ်သွားတယ်မှတ်ထားပါတချို့ကပြောကြတယ် Constantine ဘုရင်ကနေ Sunday နေ့မှာဝတ်ပြုမယ်လို့ကြီးညာလို့ဖြစ်တယ်လို့ပြောကြတယ်မဟုတ်ဘူး Sunday နေ့ဒီယုံကြည်သူတွေကကျင့်သုံးနေပြီးသား Sunday နေ့မှာဝတ်ပြုနေပြီးသားအဲ့ဒီကျင့်သုံးနေပြီးသားကို Constantine ဘုရင်ကအတည်ပြုပေးတာပုပ်ယဟန်မင်းတွေကလည်းပဲအတည်ပြုပေးလိုက်တာအဲ့ဒီမတိုင်မီ Constantine ဟာ AD 300နောက်ပိုင်းမှာနော်300နောက်ပိုင်းဆိုတော့ Constantine ဘုရင်မမွေးခင်နှစ်ပေါင်း300ခရဲကခရိယန်တွေက Sunday နေ့မှာဝတ်ပြုနေကြပြီးသားအဲ့ဒါရှင်းလားရှင်းတယ်နော်နောက်ဒုတိယအနေနဲ့ပြောမယ်ကဲ Easter Sunday ဒီခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်နှစ်ပေါင်း90မှာအသင်းတော်ပေါ်လာတယ်အသင်းတော်ပေါ်လာကဒီအသင်းတော်တွေကခရစ်တော်ရှင်ပြန်ထမြောက်တဲ့အဲ့ဒီ Sunday နေ့ကိုတခါတည်းခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့အနေနဲ့ဆွဲပြီးတော့သုံးပြုကြတယ်ဒါကြောင့်မလို့ Easter Sunday ဘယ်တော့ကစတယ်လဲဆိုရင် AD 33ခုနှစ် April လ3ရက်နေ့မှာဖြစ်ပါတယ် April လ3ရက်ဆိုဒီနှစ်နဲ့ကျွန်တော်တွက်တာနော်2026နှစ်နဲ့ဆိုရင် April လ3ရက်နေ့ကနော်ကျွန်တော်တို့သူတို့ဒီကျွန်တော်တို့ခရစ်တော်သူတို့ဒီဘယ်လိုပြောမလဲ calendar တွက်ပုံတွက်နည်းပေါ့အဲ့တော့အလွယ်ဆုံးပြောမယ် Easter Sunday ဘယ်တော့စလဲလို့မေးရင်ကျွန်တော်တို့ဘယ်လိုဖြေမလဲဘယ်နှခုနှစ်မှာစလဲ AD အလွယ်ဆုံးပြောလိုက်မယ်နော်နှစ်နဲ့ပဲပြောမယ်ဘယ်နှခုနှစ်မှာ
Easter Sunday ကိုစပြီးတော့ကျင်းပတယ်လေ AD 33နှစ်မှာဆိုတော့ Constantine ကပြောတဲ့ဥစ္စာက AD 300မှာဖြစ်တယ်နောက်တစ်ခါ Easter Sunday ဒီနတ်ဖျားမာတွေရဲ့နေ့ဖြစ်တယ်လို့သတ်မှတ်တယ်လို့ရေးတဲ့စာတွေကိုဘယ်ချိန်မှာတွေ့ရတယ်ဆိုတော့1900နောက်ပိုင်းမှာတွေ့ရတယ်နှစ်ပေါင်း1900နောက်ပိုင်းမှာတွေ့တဲ့စာကနေဟိုးဘက်ကဟာကိုသူတို့ပြန်ရေးလိုက်တဲ့အခါမှာအမှားတွေအယွင်းတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ခရိယာန်အနေနဲ့သိထားဖို့ကအလွယ်ဆုံးကတော့ကျွန်တော်ပြောပြမယ် Easter Sunday ဒီလူတွေကျင်းပတာမဟုတ်ဘူးခရစ်တော် AD 33ခုနှစ်မှာ AD 33ခုနှစ်မှာ Palm Sunday နော် Palm Sunday မှာ Jerusalem ဝင်လာတယ်ပြီးတော့တောက်ကြနေ့မှာအသက်ခံရတယ်ပြီးတော့ Sunday မှာပြန်ပြီးတော့ရှင်ပြန်ထမြောက်တယ်ဒါကြောင့် AD 33ခုနှစ်မှာ Easter Sunday ကစနေပြီဘယ်နေ့မှာပြုလုပ်တယ်လဲတနင်္ဂနွေနေ့ Sunday မှာပြုလုပ်တယ်ရှင်းလားဒါဆိုရင်ကျွန်တော်တို့ဇဝေဇဝါဖြစ်เสียမလို့ထင်တယ်နော်နောက်တစ်ချို့က Easter ဆိုတာဟာခုနပြောတဲ့ Eo Star တို့ဘာတို့ညာတို့ပြောတယ်တချို့ကလည်း Easter လို့ခေါ်တဲ့ ISHTAR နော် Easter လို့ခေါ်တဲ့နတ်ဘုရားမလည်းရှိပြန်သေးတယ်ဒီနတ်ဘုရားမအစီရီယန်တွေကိုကိုးကွယ်တယ်ဘာဘလိုနီယန်တွေကိုးကွယ်တယ်ဘာဘလိုနီယန်ဆိုတာမှတ်မိသေးလားဘာဘလုံကဘယ်နိုင်ငံလဲဘာဘလုံလေဂျုဒသွားပါပြီဘာဘလုံနိုင်ငံဘယ်သူနိုင်ငံအခုလေဟာအီရန်နဲ့လောက်ပြန်ပြီအီရတ်ဟိုမှာဦးနေတယ်မှတ်တယ်လက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ရှေးတော့ဘာဘလုံကအီရန်ဆိုတာပါရှားမလီဟိုအပတ်ကပဲပြောလို့ရှိသေးတယ်ခုလေးပဲတခါကိစ္စမရှိဘူးခင်ဗျားတို့မေ့နိုင်တဲ့လောက်မေ့ကြည့်ကျွန်တော်ပြန်ပြောမယ်ဒါပါပဲဒါကြောင့်ဆရာဝီလျံကပြောပြီးသားတွေခဏပြောတယ်လို့ကျွန်တော်မပြောနဲ့ခင်ဗျားတို့ကလည်းခဏမေ့တော့ကျွန်တော်လည်းခဏကပြောမယ်နော်ကဲဟုတ်ပြီအဲ့တော့ဘာဘလုံနေအစီရီယာတွေစီးရီးယားနိုင်ငံတွေကိုးကွယ်တဲ့နော်သူတို့မိုးရာသီဥတုကောင်းစေတဲ့ဖျားဆိုတော့သူတို့အကြောင်းတော့မြန်မာမပြောတော့ပါဘူးနောက်တစ်ခါဒီဘာဘလုံရဲ့ creation story เนาะဒါဖန်ဆင်းခြင်းတွေနဲ့ပတ်သက်တဲ့သူက Epic of Gilgamesh ဆိုတာရှိတယ်အဲ့ဒီ Gilgamesh ထဲမှာလည်းအများကြီးရှိတယ်ဒီထဲမှာလည်းသူတို့ရေးတယ်အဲ့ဒီမှာရှိတော့ Easter လို့ခေါ်တဲ့အဲ့ဒီနတ်ဘုရားကနေကျွန်တော်တို့ခရိယာန်တွေကယူထားတာဖြစ်တယ်လို့တချို့ကပြောကြတယ်အဲ့ဒါလည်းမှားတယ်ဘာအထောက်ထားမှကိုတေချာမရှိဘူးเนาะကျွန်တော်သိထားဖို့ဟာအဲ့ဒီစကားလုံးကခုနပြောသလိုပေါ့လေတချို့လူတွေကဒါတူတဲ့အတွက်ကြောင့်နာမည်စဒါနဲ့ဖြစ်မြတင်တဲ့ဒါနဲ့ဖြစ်မြတင်တယ်လို့သူတို့ပြောတယ်ဒါပေမဲ့သူတို့ရေးလိုက်တဲ့ဥစ္စာအလုံးဒီစိတ်ကိုရင်ခတ်မှန်းချေကြီးပဲဖြစ်တယ်အထောက်ထားတစ်ခုမှလက်တွေ့ပြဖို့မရှိဘူးကျွန်တော်တို့ခရိယာန်တွေကအထောက်ထားပြနိုင်တယ်လက်တွေ့ပြနိုင်တယ်တမိုင်းမှလည်းရှိတယ်အဲ့ဒါမတူဘူးเนาะဒါလေးပဲကျွန်တော်ကြုံကြိုက်လို့ကျွန်တော်ထပ်ပြောလိုက်မယ်အများကြီးကျွန်တော်မပြောတော့ဘူးနောက်တစ်ခါကျွန်တော်ဆက်တိုက်ပြီးတော့ကျွန်တော်ပြောပြချင်တာခုနလည်းကျွန်တော်ပြောပြီးသားမလို့နည်းနည်းပြန်ရှင်းပြလိုက်မယ်တခင်ရှုရှင်ပြန်ထမြောက်ပြီးတဲ့နောက်ပိုင်းမှာရက်ပေါင်း40အထိသူကတပည့်တော်ရဲ့နေခဲ့တယ်ဒါကြောင့်ဒီ40ကိုဆွဲလန်းပြီးတော့တချို့ခရိယာန်တွေက land နော် alien land ဆိုတာကိုသူတို့တုံးကြတယ်ဒီ land ဆိုတာကဘယ်နေစဆိုသူတို့ဒီ Holy Wednesday ပေါ့နော် Ash Wednesday Ash ဆိုတာပြာပေါ့နော်ကျွန်တော်တို့ပြာဆိုသိတယ်နော်ထင်းနေပါလိမ့်မိတို့ခါကြအဲ့ပြာအသုံးပြုမှတွေကသူတို့ဗုဒ္ဓဟူးနေ့ကနေစပြီးတော့ဗုဒ္ဓဟူးနေ့ကနေစပြီးတွတ်ရက်ပေါင်း40နဲ့46ခုသူတို့တကယ်တော့တနင်္ဂနွေနေ့ကအကြားထဲမှာ6ခါပါတယ်တနင်္ဂနွေ6ခါနဲ့ပေါင်းလို့ရှိရင်ရက်ပေါင်း46ဖြစ်တယ်ဒါပေမဲ့အဲ့ဒီတနင်္ဂနွေနေ့ကိုတော့သူတို့လက်ထဲမှာ fasting လုပ်တဲ့နေ့နေမတတ်မှတ်ဘူးဘာကြောင့်လဲဆိုတော့သူဟာသူရှိပြီးသားမလို့တနင်္ဂနွေကလွှဲရင်ကျန်တဲ့အရက်တွေ6ရက်အကုန်လုံးကိုအဲ့ဒီမှာသူတို့ကဒီ
fasting လုပ်တယ်နောက်တစ်ခါအသားရှောင်တာတို့ဘာလို့ညာတို့ဘာလို့လောက်ကြတာပေါ့နော်အဲ့ဒီစားလေးအဲ့ဒါကအခုကျွန်တော်ပြောပြမယ်ဟိုခင်ဗျားတို့ TV တွေကြည့်တဲ့ခါကျတော့တချို့ TV announcer တွေလောက်တဲ့လူတွေနော်အမျိုးတရင်ထောက်မတွေဘာတွေသူတို့ဒီနဖူးပေါ်မှာဒီလို cross တွေလောက်ထားတာဟိုလာတော့ကကြုံခဲ့ကြလားတချို့တော့မေးကြတော့ဟိုလာတော့ကနော်လွန်ခဲ့တဲ့လကဆိုလို့ရှိရင် TV မှာကြည့်လိုက်လို့ရှိရင်တချို့လူတွေကဒီလို cross နဲ့တွေ့ရတယ်အဲ့ဒါဘာကြောင့်လဲဆိုသိလားတချို့ကမေးကြတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်နော်အဲ့ဒါက Catholic တွေနောက်မှာဒီ Lutheran တို့ဘာလို့ပေါ့နော်နောက်တစ်ခါ Anglican တို့ဘာလို့သူတို့ Holy Ash ဒီ Wednesday နေ့မှာသူတို့အပြစ်ဝင်ချတောင်းပါတော့သူတို့ confession လုပ်ရတယ် confession လုပ်တဲ့ခါကျသူတို့ရဲ့ father ကနေသူတို့ရဲ့နဖူးပေါ်မှာအဲ့ဒီဥစ္စာလေးကိုယူမှနဖူးပေါ်မှာအဲ့လိုဆွဲပေးတာအဲ့ဒီဆွဲပေးတာကိုအဲ့ဒီနေ့မှာလုံးဝမဖြတ်ရဘူးအဲ့ဒါမဖြတ်ရအဲ့ဒါကြောင့်မလို့အဲ့ဒါလေးနဲ့သူတို့ကနေကြတာတွေ့လိမ့်မယ်ဆိုတော့အဲ့အလွယ်ဆုံးကျွန်တော်ပြောပြမယ်ဗုဒ္ဓဟူးနေ့ကနေသူတို့တွက်မှာရက်ပေါင်း64နော်ရက်ပေါင်း64တဲ့တော့တွက်မှာအဲ့ဒီရောက်64ပြည့်တာနဲ့တပြိုင်နက် Easter Sunday မှာဆုံးမယ် Easter Sunday ဒီနေ့ဖြစ်မယ်ဆိုရင်မနေ့ကနေစမှာနောက်ပိုင်းကိုပြန်တွက်လိုက်မှာရက်ပေါင်း46ရက်နော်အဲ့ဒီကနေစအဲ့ဒီမှာရှိတဲ့ဗုဒ္ဓဟူးနေ့ကနေစပြီးတော့သူတို့စမှာတွက်လိုက်တဲ့ပြခါကျတော့ဒါဘယ်မှာသွားဆုံးမလဲဆိုရင်ဒီ Thursday ကျွန်တော်တို့ Maundy Thursday လို့ခေါ်တယ်နော်တခင်ရှုတပည့်တော်ရဲ့ခြေထောက်ကိုဆေးမှာနောက်ဆုံးညစာစားပြီးတော့အဖမ်းခံရတဲ့ညအဲ့ဒီညစာမစားခင်လေးအတွင်းထိအောင်သူတို့လှုပ်တယ်အဲ့ဒီရက်ပေါင်းအဲ့ဒါမှာပြီးသွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခုခေတ်2026မှာဆိုလို့ရှိရင်ဘယ်မှာစလဲဆိုတော့ February 18ရက်နေ့မှာစတယ်ပြီးတော့ April 2ရက်နေ့လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာဆုံးသွားတယ်အဲ့ဒါလက်ရပောင်း43တာခရိယန်တွေ3တာကျွန်တော်တို့ခရိယန်တွေ3တယ်ဆိုပေမဲ့ကျွန်တော်တို့တော့ဒီ evangelical တွေကျွန်တော်တို့ protestant တွေတော့ဒါမသုံးဘူးเนาะအဲ့ဒါဘုသူတတစ်ခုနောက်တစ်ခါ Pentecost နေ့ခုနကျွန်တော်ပြောပြပြီခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်ရက်ပေါင်း50မှာကြာရောက်တဲ့ Sunday ဟာ Pentecost နေ့လို့ခေါ်တယ်အဲ့ဒီနေ့မှာတန်ရှင်းသောဝိညာဉ်တော်ဆင်းသက်တယ်ဒါကျမ်းစာထဲမှာကျွန်တော်မြင်ပြီးသားအဲ့ဒီရက်ပေါင်း50ဆိုတော့ the great 50 days လို့ခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့ Pentecost ဆိုတာ Greek စကားဖြစ်တယ်နော် Penta 9ကနေလာ Pentecost ဆိုတာ50ကို Pentecost လို့ခေါ်တယ်အဲ့ဒီ50ဘာကြောင့်50ခေါ်တယ်ခရစ်တော်ရှင်ပြန်ထမြောက်တာနဲ့စမှရက်ပေါင်း50မှာလှုပ်တဲ့နေ့အဲ့ဒီနေ့မှာပဲတန်ရှင်းသောဝိညာဉ်တော်တက်ရောက်တဲ့အတွက်ကြောင့်အဲ့ဒါကိုမှတ်ထားပြီးတော့ Pentecost နေ့ဆိုပါတတ်မှတ်မှာအဲ့ဒါကိုတချို့ခရိယန်တွေကဆိုလို့ရှိရင်အဲ့ဒါကိုလည်းသူတို့ကျင်းပကြတယ်ကျွန်တော်တို့ဒီ Easter Sunday ကျင်းပတယ်လို့ပေါ့ကျွန်တော်တို့လည်းကျင်းပလို့ရတယ်ဒီနေ့ကနေတွက်ပြီးတော့ရက်ပေါင်း50မှာကြာရောက်မဲ့ဥစ္စာနော်အဲ့ဒီ Sunday မှာကျွန်တော်တို့တန်ရှင်းသောဝိညာဉ်တော်တက်ရောက်တဲ့နေ့ဆိုမှကျွန်တော်တို့တခါတည်းနော်အာရပါရဝိညာဉ်တော်ဆက်တင်ဆက်ဆင်းသက်အောင်ဆိုမှ revival နိုးထအောင်ဆိုကျွန်တော်လုပ်ချင်လဲရတယ်ဒါသဘောတရားပြောပြတာနော်အဲ့ဒါက Pentecost နေ့ကဘယ်နေ့စတယ်လဲဆိုရင်ရက်ပေါင်း50ကဲတခင်ရှုရှင်ပြန်ထမြောက်တဲ့နေ့ကနေစတွက်တယ်ရက်ပေါင်း40မှာကောင်းကင်ဘုံတက်သွားတယ်ယေရှုတက်ပြီးတဲ့နောက်10ရက်နေ့မှာကြာရောက်တယ်အဲ့ဒါကျွန်တော်တို့ခုခေတ်2026မှာဆိုရင် Easter Sunday April 5ရက်အဲ့ဒီနေ့ကနေစပြီးတော့တွက်လိုက်ပြီးပါရက်ပေါင်းမေလ24မှာရမယ်လာမယ့်မေလ24မှာဆိုရင်ကျွန်တော်တို့က Easter ကျွန်တော်တို့ Pentecost Day ကျင်းပလို့ရတယ်ဒါဟာရက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိတဲ့ဟာလေးကိုကျွန်တော်ခဏပြောပြမယ်နော်ကဲအခုတော့တကယ် main ကျွန်တော်ရဲ့အနှစ်သာရကိုခဏဝင်ရအောင်ကဲတကယ်အရေးကြီးတဲ့ဥစ္စာမှကျွန်တော်ခဏလေးနော်ကျွန်တော်ပါpointကနည်းနည်းလေးရက်နားသွားတဲ့အတွက်ကြောင့်ဒီမှာတော့ကျွန်တော်တွေ့ရတယ်နော်မြင်လား2024ခုနှစ်မှာကျွန်တော်တို့အမေရိကန်မှာဘာဖြစ်ခဲ့တယ်လဲ2024ခုနှစ်မှာ White House အမေရိကန်နိုင်ငံကိုအုပ်ချုပ်တဲ့ White House ကနေအဲ့ဒီမှာဘာလုပ်တယ်လဲ
Easter Sunday နေ့ကိုဘယ်လိုခေါ်တယ်လဲ transgender ဆိုသိကြလားသိကြနော်ယောက်ျားလေးဖြစ်နေတဲ့လူကယောက်ျားလေးကနေမိန်းကလေးပြောင်းပြီးတော့မိန်းကလေးကနေယောက်ျားလေးဖြစ်အောင် surgery လုပ်တာနော်အဲ့ဒီလိုလုပ်တဲ့ဥစ္စာကို transgender လို့ခေါ်တယ်2024ခုနှစ်တုန်းကဘယ်လိုဖြစ်သွားပြန်တာလဲဒုက္ခပဲကျွန်တော်တို့2024ခုနှစ်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့နော်ဝါရှင်တန်မြို့တော်ဝိုက်စ်ဟောက်ကနေသူတို့ဘာကြီးညာလိုက်တယ်လဲဆိုလို့ရှိရင်ဒီနေ့ဟာ transgender ဘယ်လိုရေးပြလဲ transgender day of visibility ကဲတမရာကြီးကိုယ်တိုင်ကနေနော်ကျင်းပပေးခဲ့တာဖြစ်တယ်အဲ့ဒီဥစ္စာက2024မှာဒီ Easter Sunday နေ့မှာပဲကျွန်တော်လည်းဒီမှာတရားဟောတော့ခင်ဗျားတို့မှတ်မိသေးလားဟိုဘက်ကကျွန်တော်ပြောခဲ့တဲ့ Great Loris Pastor နော် California ကဒီ Pastor ကပဲဟိုတခါတော့ကျွန်တော်ဒီတခင်ရှုလာခါနေပြီ Rapture နေပြီလို့ပြောတဲ့ဟို Pastor သူအကြီးကျယ်အဲ့ဒါမှသူအော်နေခဲ့တယ်သူကပြောခဲ့တယ်သူကဘာပြောခဲ့တယ်လဲဆိုရင်ကျွန်တော်တို့ဟာတကယ်တော့အမေရိကန်နိုင်ငံဟာကျွန်တော်တို့ဟာဖျားသခင်ကိုကျွန်တော်တို့ကြောပေးခဲ့ပြီတဲ့အမှန်တော့ကျွန်တော် back to God ကိုတွားရမှာအခုတော့ turn back ကျွန်တော်တို့ turn back လုပ်လိုက်တယ်လို့သူပြောခဲ့ပူတယ်ပြောချင်တာကဘာဆိုလွန်ခဲ့တဲ့2024ခုနှစ်မှာဒီကနေ့ Easter Sunday ဒီ transgender နေ့ဖြစ်တယ်အမေရိကန်နိုင်ငံကြီးရဲ့ transgender နေ့အတိမပြုတဲ့ဂုဏ်ပြုတဲ့နေ့အဖြစ်နဲ့သူတို့သတ်မှတ်ခဲ့တယ်ဘယ်သူတွေကဥဆောင်ခဲ့တယ်လဲ liberal အဖွဲ့တွေliberal ဆိုတာခင်ဗျားတို့သိကြတယ်နော်သိကြလား liberal ဆိုတာသိတယ်မလားliberal ဖွဲ့တွေဆိုတာ liberal ဆိုတာကအရန်လွတ်လပ်ခြင်းတဲ့ဖွဲ့တွေခရိယန်ဘာသာမှာဆိုရင် liberal ဆိုတာကအရန်လွတ်လပ်ခြင်းလုံးအားကြီးလို့ဖျားတရားစီကန်းတောင်မရှိတော့ဘူးဖြစ်တယ်လို့နေတာအဲ့ဒီအဆင့်ကိုရောက်သွားတယ်ကဲအဲ့တော့ကျွန်တော်သိထားဖို့ကအရင်တော့ကကျွန်တော်တို့ဒီနိုင်ငံမှာရှိတဲ့ liberal ဖွဲ့တွေဟာဘာကိုဦးစားပေးတယ်လဲဆိုတော့လူမှုရေးနဲ့ကိုကျင့်တရားကိုအဓိကထားကြတယ်တကယ့်ကိုလေးစားစရာကောင်းတယ်လူမှုရေးတယောက်နဲ့တယောက်ပြုစုဖို့ကုညီရိုင်းပင်းဖို့နောက်ပြီးတော့ကိုကျင့်တရားကောင်းမြင်ဖို့အဓိကအော်ခဲ့တဲ့ပုံကိုယ်တွေကနောက်ဆုံးတော့လွန်ခဲ့တဲ့2024မှာတော့နော်ကျွန်တော်တို့ကိုကျင့်တရားကိုအဖြစ်စည်းဆုံးသောပုံကိုယ်တွေသူတို့ဖြစ်သွားကြတယ်နောက်တစ်ခါဒီနှစ်2026မှာကျတော့ထူးခြားပြန်တယ်ဘာထူးခြားပြန်တယ်လဲကျွန်တော်ရဲ့သမ္မတကြီးဒေါ်နယ်ထရမ့်သူတို့ဝိုင်းဟောက်မှာပဲဒီဗုဒ္ဓဟူးနေ့မှာလည်းပဲသူတို့က Easter ဒီအကျိုးအဲ့ဒီဗုဒ္ဓဟူးနေ့နော် Holy Wednesday မှာသူတို့လုပ်တယ်နောက်ပြီးတော့ဒီ Good Friday လည်းသူတို့ကျင်းပတယ် Good Friday မှာလည်းသူကျင်းပတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒေါ်နယ်ထရမ့်ကသူကဘာလုပ်တယ်လဲဆိုတော့ဟိုးလွန်ခဲ့တဲ့2025မှာလူတွေကသူ့ကိုမေးတယ်နည်းနည်းနောက်ပြောင်ရင်းနဲ့သတင်းထောက်တွေကမေးတာပေါ့မေးပြီးတော့သူဒီရုရှားနဲ့ဒီယူကရိန်းနဲ့စစ်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ကြားညက်ပြီးတော့သူတို့မေးလိုက်တဲ့အခါမှာသူကရည်စရာတစ်ခုအနေနဲ့ပြောလိုက်တာကကျွန်တော်သုံးသပ်ကြည့်တဲ့အခါမှာတဲ့ခရိယန်တယောက်တော့ဖြစ်ပေမဲ့ပေါ့နော်သူ့ကိုသူတော့ကျွန်တော်ရဲ့ကိုသုံးသပ်တဲ့အခါကောင်းကင်ဘုံရောက်နိုင်စရာလမ်းတော့ကျွန်တော်မတွေ့ဘူးတဲ့ဒါပေမဲ့တဲ့ကျွန်တော်တကယ်လို့များကျွန်တော်လောက်ခဲ့တဲ့ຢာခုဆိုရင်လူပေါင်းတောင်းနဲ့သိန်းနဲ့ချီပြီးတော့တေမဲ့နေရာမှာမတေအောင်ကျွန်တော်စစ်ပွဲတွေကိုတားဆီးပေးတယ်ငြိမ်းချမ်းရေးတွေလုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကြောင့်မို့လို့လူတွေအများကြီးအသက်ချမ်းသာရကြတယ်တားနဲ့ချီပြီးတော့ရကြတယ်ဆိုတော့ဖျားသခင်ကျွန်တော်ကိုအတိမပြုတယ်ဆိုရင်တော့ဒီကျွန်တော်ကောင်းမှုကုသိုလ်လှုပ်လိုက်တဲ့အရာလေးနဲ့တော့ကျွန်တော်ကောင်းကင်ဘုံရောက်ရင်လည်းရောက်နိုင်တယ်တဲ့ကောင်းကင်ဘုံရောက်ဖို့တော့ကျွန်တော်မချင်ဘူးတဲ့တကယ်လို့ရောက်ခဲ့ရင်လည်းပဲကျွန်တော်ရဲ့ကောင်းကွက်ကတော့တခြားမရှိဘူးဒါပေမဲ့လူတွေသိမှကိုမသိအောင်ကျွန်တော်လှုပ်ခဲ့တာလေးတော့ရှိတယ်လို့သူကရည်စရာလိုဘာလိုနဲ့သူကပြောလိုက်တာ
အဲ့ဒါကိုခရိယန်ခေါင်းဆောင်တွေကမကြိုက်ဘူးဘာလို့ပြောရတာလဲခမည်းအနေနဲ့ဘလို့ပဲဆိုဝေဖန်လို့များတယ်အဲ့ထဲမှာအထူးသဖြင့်နာမည်အကြီးဆုံးကတော့ကျွန်တော်ခဏပြောတဲ့ဘီလီဂရမ်ရဲ့သားနော်ဖရန်ကလင်ဂရဟမ်လို့ခေါ်တယ်နော်ဒီမှာလည်းပါတယ်သူကထရမ့်နဲ့လည်းပဲသူရင်းနှီးတယ်နောက်ဒေါ်နယ်ဒီဘီလီဂရမ်ဆိုတာအမေရိကန်ရဲ့ပါစတာလို့ခေါ်တာနော်ဘယ်ကိုင်းကနာခမဆိုပါစတာယန်လေးစားတဲ့ evangelist ပါတာနာမည်ကြီးနော်အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့သားဖြစ်တယ်။ तू ကလည်းပြောရဲဆိုရဲရှိတယ်။ तू ကပြောလိုက်တယ်စာရေးပလိုက်တာတမရာကြီးလှုပ်ပုံလှုပ်နီးအားလုံးကိုခြုံကြည့်တဲ့အခါမှာဥပမာဣသရေလနဲ့ဟာမတ်စ်ပြဿနာမှာနော်ဂျဆာခန်နဲ့အများကြီးတေရောမဟာတွေကိုအကုန်လွတ်အောင်လှုပ်ပေးလိုက်တာတွေကျွန်တော်ကျေးဇူးတင်တယ်ကျေးဇူးလည်းချီးမွမ်းပါတယ်ယူကရိန်းမှာလူတွေအများကြီးတေဖို့မတေအောင်လှုပ်တာလည်းပဲကျွန်တော်လေးစားပါတယ်ဒါပေမဲ့ခမည်းဟိုနေ့မှာပြောလိုက်တဲ့ဟာတော့ကျွန်တော်လုံးဝမကျေနပ်ဘူးကောင်းကင်ဘုံရောက်ရင်လည်းပဲကျွန်တော်ဒီလှုပ်လိုက်တဲ့ကောင်းမှုကုသိုလ်ကြောင့်ကျွန်တော်ကောင်းကင်ဘုံရောက်ရင်လည်းရောက်နိုင်တယ်လို့ပြောတာအဲ့ဒါမှားတယ်ကျွန်တော်တို့ကောင်းကျွန်တော်ရဲ့ကောင်းမှုကုသိုလ်ဘာကောင်းတာပဲလို့တော့ဒီကောင်းတာလို့တာဖျားရှိမှတခုမှအရာမရောက်ဘူးကျွန်တော်ရဲ့ကောင်းကွက်နဲ့ကောင်းကင်ဘုံမရောက်နိုင်ဘူးခမည်းတမရာကြီးကိုယ်တိုင်ကောင်းကင်ဘုံရောက်ခြင်းနဲ့ဆိုရင်ကောင်းကင်ဘုံရောက်တဲ့လမ်းတစ်လမ်းပဲရှိတယ်ယေရှုကိုယုံပါအပြစ်ကိုဝန်ချတောင်းပန်ပါဟောနောင်တရပါယေရှုကိုယုံကြည်ပါယေရှုကလွဲရင်လေဝါကတိုင်မှာအသေးခံခဲ့တဲ့ခရစ်တော်ရဲ့သွေးတော်အဖြစ်မဆေးကြောရင်ဘယ်သူမှအပြစ်လွတ်လို့မရဘူးဒါကြောင့်ကောင်းကင်ဘုံရောက်ဖို့ကတော့ယေရှုကိုယုံဖို့ပဲရည်တိကဖြစ်တယ်အဲ့ဒါကိုကျွန်တော်သတိပေးခြင်းတယ်လို့စာရေးပလိုက်တာအဲ့ဒီရေးတဲ့စာကိုခုဒီ Good Friday နေ့အဲ့မှာသူတို့ဒီ Easter အကျိုးသူတို့လုပ်တဲ့ခါမှာအဲ့ဒီမှာသူကိုယ်တိုင်ကအဲ့ဒီအကြောင်းကိုလူကြီးတွေအားလုံးလာတဲ့လူတွေရှေ့မှာပြန်ပြီးတော့ပြောပြတယ်ကျွန်တော်ဒီလိုကောင်းကင်ဘုံရောက်ရင်လည်းကျွန်တော်ရဲ့ကောင်းမှုကုသိုလ်ကြောင့်ရောက်နိုင်တယ်လို့ပြောတာမှားကြောင်းယေရှုကလွဲရင်ကောင်းကင်ဘုံမရောက်နိုင်ကြောင်းနောင်တရဖို့လိုကြောင်းကိုပါစတာကြီးဒီဖရန်ကလင်ဂရဟမ်ကနေကျွန်တော်ကိုအဲ့လိုပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်အရန်ကျေးဇူးတင်တာသူရေးတဲ့စာကိုအကုန်လုံးပြန်ပြောပြတယ်ပြောပြပြီးမှသူနောင်တရတဲ့အကြောင်းယေရှုကိုယုံမှသာလျှင်သူဒီကောင်းကင်ဘုံရောက်ကြောင်းသူလက်ခံတယ်ပြီးတဲ့နောက်သူကိုယ်တိုင်ကဆာလမန်တိုတိုလေးတရားဟောလိုက်တယ် John 3:16 ကိုအလွတ်ချက်မှသူလည်းအလွတ်ချက်ဆိုပြီးမှသူပြောပြတယ်ယေရှုကလွဲရင်ကယ်တင်လမ်းတစ်ခုမှမရှိဘူးတဲ့ကဲအဲ့တော့ကျွန်တော်ခုပြောချင်တာပါလေ Easter Sunday လွန်ခဲ့တဲ့2024မှာတော့ transgender နေ့ဖြစ်ခဲ့တယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ဟာဘုရားကျေးဇူးတော်ကြောင့်မလို့ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့ဒီအစစ်အမှန်တိုင်းကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ကျင့်ပခွင့်ရခဲ့ကြတယ်ဒါကြောင့်ကျွန်တော်တို့ဒီကနေ့ကျွန်တော်သိစေချင်တာကပါလေခရစ်တော်ရှင်ပြန်ထမြောက်တဲ့ခါမှာမယုံကြည်သူတွေကဘယ်လိုပြောတယ်ဆိုတာနည်းနည်းလေးဖြည့်ရှင်းချက်ပေးပြီးတဲ့နောက်ကျွန်တော်တို့အသက်တာမှာခရစ်တော်ဘယ်လိုရှင်ပြန်ဖို့လိုတယ်လဲဆိုတော့ကျွန်တော်ပြောပြခြင်းတယ်ပထမဦးဆုံးမယုံကြည်သူတွေရဲ့ညှင်းဆိုချက်တွေမှာကြည့်လိုက်ရင်နံပါတ်1လေဝါကတိုင်ပေါ်မှာသခင်ရှုတည်တယ်ဆိုတာမတည်ဘူးတတိလစ်သွားတာအဲ့လိုပြောတဲ့လူရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုရက်ဆက်နဲ့ရိုက်ကြတယ်တညာလုံးနှိပ်စက်ကြတယ်သွေးတွေလည်းအများကြီးချွေးတွေလည်းအများကြီးဆိုတော့ဒါတွေကြောင့်မလို့လေဝါကတိုင်ပေါ်မှာသူတတိလစ်သွားတာဖြစ်တယ်တည်တာမဟုတ်ဘူးလို့ပြောကြတယ်ဒါပေမဲ့ဖြစ်နိုင်မလားတည်တယ်မတည်ဘူးဆိုတာယောမစစ်သားတွေကတည်ပြီလားဆိုစမ်းတတ်တယ်နဲ့လှန်နဲ့ထိုးတယ်မလားလှန်နဲ့ထိုးတယ်ဟိုဘက်ကိုဒီဘက်ကနေထိုးလိုက်တာဒီမှာလှန်ကထုတ်ချင်းပေါက်သွားတယ်နောက်ပြီးတော့ဒီမှာရှိတဲ့ယောမစစ်သားတွေရိုးယောမစစ်သားမဟုတ်ဘူးပိလမင်းကိုယ်တိုင်ရဲ့သူ့ရဲ့စစ်သားတွေလည်းမဟုတ်ဘူးအထူးသဖြင့်အဲ့ဒီနားမှာပတ်ဝန်းကျင်မှာပင်လေဓမြတွေကိုတိုက်ဖို့အတွက်အဲ့ဒီမှာရှိတဲ့စစ်စခန်းကစစ်သားတွေကိုတတ်ခေါ်ထားတာစီရင်အရန်ကျွမ်းကျင်တဲ့လူတွေရန်သူတွေနဲ့စစ်တိုက်တာရမ်းများပြီလူကိုတတ်တာလည်းအရမ်းများတဲ့လူတွေ
လူတယောက်သေးတယ်မသေးဘူးဆိုတာအယံသိတယ်ဒီစစ်သားတွေကဒီစစ်သားတွေတော့မှသေပြီလို့သတ်မှတ်တဲ့ဥစ္စာကိုမသေးဘူးလို့ကျွန်တော်တို့ပြောရင်ပြောတဲ့လူအယူပဲနံပါတ်1နောက်တစ်ခါတချို့ကပြောတယ်ယောမစစ်သားတွေကထင်အောင်ထင်မှားဖြစ်မယ်တဲ့ထင်အောင်ထင်မှားဖြစ်စရာအကြောင်းလုံးဝဒါတော့မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲကျွန်တော်ပြောသလိုစစ်ရေးပြေဝတဲ့လူတွေအားလုံးဖြစ်တဲ့အတွက်ကြောင့်မဖြစ်နားနိုင်ဘူးနောက်တချို့ကပြောတယ်အမျိုးသမီးတွေကတင်းချိုင်ကုန်းသွားတဲ့ခါမှာတင်းချိုင်ကုန်းမှားပြီးတော့သူများတင်းချိုင်ကုန်းမှာသွားတာဖြစ်လိမ့်မယ်ဘာမှမရှိတဲ့နေရာမှာသွားပြီးတော့မရှိဘူးဟဲ့ရှင်ပြန်ထမြောက်ပြီလို့သူတို့အော်တာဖြစ်မယ်လို့တချို့ကကဲ့ရဲ့ကြတယ်ဒါပေမဲ့အဲ့ဒီမျိုးသမီးတွေကသခင်ယေရှုကိုမတွေ့ဘူးလို့ပြန်ပြောတဲ့အခါမှာအဲ့ဒီယောသတ်နော်တင်းချိုင်ကုန်းပိုင်ရှင်ဖြစ်တဲ့ယောသတ်ကိုယ်တိုင်ကဒီအကြောင်းအရာကိုသူသိတာပဲမားတယ်အဲ့ဒါငါကျွန်းမို့ငါသခင်ယေရှုကိုငါတို့မြုပ်တာဒီနေရာမြုပ်တာသူပြန်ပြောမှာပဲဟုတ်တယ်မလားမှားခဲ့ရင်ဒါကြောင့်မမှားဘူးဆိုတာကိုကျွန်တော်ပြောပြချင်တာပါဘယ်လိုမှမှားစရာအကြောင်းလည်းမရှိဘူးနော်တချို့ပြောတာအာနာပိုင်တွေကခိုးပြီးတော့သူတို့သခင်ယေရှုအလောင်းကိုဖျက်ထားတာဖြစ်လိမ့်မယ်လို့ပြောတယ်သခင်ယေရှုရဲ့အလောင်းကိုသူတို့ခိုးစရာအကြောင်းဘာမှမရှိဘူးတကယ်လို့ခိုးတယ်ဆိုပါစို့တပည့်တော်တွေကယေရှုရှင်ပြန်ထမြောက်တယ်လို့သူတို့ပြောလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအာနာပိုင်တဲ့နဲ့ဟိုင်းမားတယ်ငါမထမြောက်ဘူးငါတို့ခိုးထားတယ်ဒီမှာကွာလို့သူတို့ပြလို့ရတယ်သူတို့ပြနိုင်သလားမပြနိုင်ဘူးဒါကြောင့်သူတို့မခိုးဘူးဆိုတာသိချတယ်နောက်တစ်ခါတချို့ပြောတာတပည့်တော်တွေကအလောင်းကိုခိုးသွားတာဖြစ်လိမ့်မယ်ကဲစဉ်းစားကြည့်သခင်ယေရှုအလောင်းကိုသူတို့ခိုးသွားမယ်ခိုးသွားပြီးလို့ပြီးတဲ့နောက်ပိုင်းမှာသခင်ယေရှုမရှိတော့ဘူးရှင်ပြန်ထမြောက်ပြီလို့သူတို့အော်မလားအော်ရထားပါတော့အဲ့ဒီအော်ရထီတော့ကိစ္စမရှိဘူးအာနာပိုင်တဲ့မအော်နဲ့အော်မြို့တတ်မယ်ဖမ်းမယ်လို့ချုပ်တဲ့ခါမှာသူတို့ကိုယ်တိုင်ကအလောင်းကိုခိုးထားပြီးမှမထဘဲနဲ့နော်မရှင်ဘဲနဲ့ရှင်တယ်လို့သူတို့အော်တယ်ဆိုရင်သူတို့ကိုနှိပ်စက်တဲ့ခါမှာသူတို့အသေးခံတဲ့အထီအောင်သူတို့အော်ရဲမလားမအော်ရဲဘူးဘာကြောင့်သူတို့အော်ရဲတယ်လဲတကယ်ရှင်လို့သူတို့အော်ရဲတာကြောက်ကိုမကြောက်တာအဲ့ဒီချက်ကလေးကိုကျွန်တော်နည်းနည်းအတူကောက်နဲ့ကျွန်တော်နည်းနည်းရှင်းတာပေါ့နော်နောက်တစ်ခါတချို့ကသခင်ယေရှုရှင်ပြန်ထမြောက်တာနဲ့ပတ်သက်လို့ရှိရင်ဘယ်သူတွေစီမှာရှင်ပြန်ထမြောက်ခဲ့တယ်လဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ပြန်ပြောမယ်ဆိုလို့ရှိရင်အားလုံးသိပြီးသားဖြစ်တဲ့ကြောင့်အဲ့ဒီပိုင်းကိုကျွန်တော်မပြောတော့ဘူးအခုတော့သခင်ယေရှုကျွန်တော်အထဲမှာရှင်ပြန်သလားဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောချင်တယ်ဒီမှာတယောက်ရှိတယ်လူနှစ်ယောက်အကြောင်းခဏနဲ့ပြောချင်တယ်သူတို့နာမည်က Lord Littleton နော်အဲ့ Lord Littleton ဆိုတဲ့ပုဂ္ဂိုလ်နဲ့နောက်တစ်ယောက်က Gilbert West ဆိုတဲ့ပုဂ္ဂိုလ်သူတို့တွေက University တက္ကသိုလ်ကြီးမှာတကယ် scholar ကြီးတွေ professor ကြီးတွေဖြစ်တယ်ဒီသူတွေကခရိယန်တွေကိုဖျက်ဆီးခြင်းတယ်ခရိယန်တွေမှားတယ်ဆိုတော့သူတို့ပြခြင်းတယ်ပြခြင်းတဲ့အတွက်ကြောင့်မလို့သူတို့ဘာလုပ်လဲဆိုသူတို့နှစ်ယောက်တိုင်ပင်ကြတယ်ငါတို့နှစ်ယောက်ခရိယန်တွေကိုနော်သူတို့မှားတယ်ဆိုတဲ့အကြောင်းကိုထောက်ပြမှငါတို့သူတို့ကိုဖျက်ဆီးရအောင်ကဲဒါဆိုရင်ဘာလုပ်ကြမလဲသူတို့နှစ်ယောက်တာဝန်ခွဲလိုက်တယ်တယောက်ကရှင်ပြန်ထမြောက်ခြင်းဆိုတာမှားတယ်ဆိုတဲ့အကြောင်းကိုငါတောင်းယူမယ်ကဲ Lord Littleton ကနေရှင်ပြန်ထမြောက်တာမှားတယ်ဆိုတဲ့အကြောင်းကိုကောင်း research လုပ်ပြီးတော့သူတင်ပြမယ်နောက်တစ်ယောက် Gilbert West ကဘာလုပ်မလဲဆိုတော့ရှင်ပေါလုပြောင်းလဲတယ်ဆိုတာအလကားညာပြောတာလုံးဝမဟုတ်ဘူးဆိုတဲ့အကြောင်းကိုသူကပြမယ်ဒီနှစ်ခုကိုသူတို့တာဝန်ယူလိုက်တယ်တာဝန်ယူပြီးတော့သူတို့တကယ်ပဲ research လုပ်တယ်လုပ်ပြီးတော့တနစ်ကြော်လာတဲ့အခါမှာသူတို့ရရှိထားတဲ့တွေးဆုံချက်တွေကိုအတူစုဖို့အတွက်ပြန်ဆောင်ကြဖို့အတွက်သူတို့ချိန်ထားတယ်ချိန်ထားတဲ့ရောက်တဲ့ခါကျတော့သူတို့နှစ်ယောက်တွေ့ကြတယ်တွေ့ကြတော့နှစ်ယောက်စလုံးအံ့ဩသွားတယ်တယောက်နဲ့တယောက်ကိုတယောက်နဲ့တယောက်ကြည့်ပြီးတော့အံ့ဩသွားကြတယ်ဘာကြောင့်အံ့ဩသွားတယ်လဲနှစ်ယောက်စလုံးကခရိယန်ဖြစ်သွားလို့ဟာဘလို့လဲမင်းဘလို့ဖြစ်သွားတာလဲ
ရှင်ပြန်ထမြောက်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကအထောက်ထားရှာတော့ဘယ်တကယ်ရှင်ပြန်ထမြောက်တဲ့အကြောင်းကိုကြည့်ပဲငါသွားတွေ့တာနဲ့ငါလည်းမနေနိုင်တော့ဘူးငါယုံပြီနောက်တစ်ယောက်ကဘယ်လိုလဲအေးငါလည်းရှင်ပေါလုအကြောင်းလေ့လာရင်းနဲ့အိုးရှင်ပေါလုဟာအတူပဲဆိုတော့ဘယ်ဟုတ်မလဲတကယ်ဖာရိရှဲကနေပြောင်းလဲသွားတာမှန်တာကိုငါတွေ့တဲ့ခါကျတော့ဘယ်လိုမှငါညင်းလို့မရတဲ့ခါငါလည်းခရိယန်ဖြစ်သွားတယ်ခရိယန်ဘာသာမှားတယ်လို့တကယ်တမ်းလေ့လာတဲ့လူတိုင်းအကုန်လုံးပြောင်းလဲကြတယ်ဒါအဝန်းစရာကောင်းတယ်ဟိုတခါတော့ကျွန်တော်ပြောပြတော့ခင်ဗျားတို့မှတ်မိလိမ့်မယ် C.S. Lewis က Oxford University မှာနော် Cambridge University မှာတကယ်တိတ်ကျဲလျံတောက် professor နာမည်ကြီးနောက်ဖျားမဲ့ဝါဒီလုံးဝဖျားမရှိခရိယာန်ပြောတာအလကားလို့ပြောတဲ့ပုဂ္ဂိုလ်ခရိယာန်မားကြောင်းလေ့လာရာကနေမှန်ကြောင်းကိုသူတွေ့ပြီးတော့ခရိယာန်ကြီးဖြစ်သွားတာခရိယာန်လောကပညာတဲ့လောကမှာအထိုးဖောက်ဆုံးကသူပဲဒါကြောင့်မလို့ဒီခုတော့ကျွန်တော်ကသူတို့အကြောင်းတွေကိုမပေးပြောတော့ဘဲနဲ့တပည့်တော်တွေထဲကနေနှစ်ယောက်ကိုနည်းနည်းလေးထုတ်လိုက်ခြင်းတယ်ပေတရုတခင်ယေရှုကို၃ခါတိတိညင်းခဲ့တယ်တခင်ယေရှုရှင်ပြန်ထမြောက်တဲ့အခါမှာ तू ဘာလုပ်လဲသိလားယေရှုရှင်ပြန်ထမြောက်တာကို तू သိပြီသိပြီးတဲ့နောက် तू ဘာလုပ်လဲသိလားဘာလုပ်လဲသိလားနောက်ကိုချက်ချင်းမလိုက်သလားမလိုက်ဘူးဂါလိလဲကိုပြန်သွားပြီးတော့တငါပြန်လှုပ်သေးတာဒါပေမဲ့တငါလှုပ်ရင်းနဲ့ငါဖမ်းနေတဲ့ကြောင့်ငါတကောင်မှမရောက်သခင်ရှုသူ့နားမှာပေါ်လာတယ်မင်းရဲ့တနည်းလို့နည်းနည်းလေးလှေးကိုနည်းနည်း shape မှာပိုက်ကွန်ချလိုက်ပါလို့ပြောတဲ့ခါကျတော့အများကြီးရသွားတယ်အဲ့ဒီမှာခါရစ်တော်နဲ့သူပြန်တကယ်ပဲဆုံတွေ့ရတဲ့အခါမှာသူ့အဖြစ်တွေကိုအကုန်လုံးမြင်တဲ့အတွက်ကြောင့်မနေနိုင်တဲ့အတွက်ကြောင့်ကိုတော်ကျွန်တော်စီကနေကြွတော်မူပါကျွန်တော်အနားမှာကိုတော်နေဖို့မထိုက်ဘူးဒူးထောက်ပြီးတော့သူတောင်းပန်တယ်တခင်ယေရှုကသူ့ကိုဗာမေးလေသိလားဗာမေးကိုမေးလေမှတ်မိလားပေတရုမင်းငါ့ကိုချစ်သလားတဲ့ဘယ်နှခါမေးလဲ၃ကြိမ်၃ခါမေးတယ်ဘာကြောင့်၃ကြိမ်၃ခါမေးတာလဲသိလားဟာအေး၃ခါညင်းတယ်မလား၃ခါမေးခံရတယ်တခင်ယေရှုလည်းထင်မသေးနဲ့နော်ကလေးစားချေတယ်နော်ကောင်းကင်ဘုံရောက်ရင်ကျွန်တော်တို့ကိုခရစ်တော်ကအမြဲတမ်းခွင့်လွှတ်မယ်လို့ထင်သလားကောင်းကင်ဘုံရောက်ရင်ခွင့်လွှတ်မယ်လို့ထင်သလားကြည်ကောင်းကင်ဘုံရောက်ရင်သခင်ယေရှုကကျွန်တော်တို့ကိုခွင့်လွှတ်မယ်လို့ထင်သလားဘာလို့ထင်တာလဲကောင်းကင်ဘုံမှာရောက်ရင်တော့ကျွန်တော်အပြစ်ကျူးလွန်လို့မရတော့ဘူးလေနော်ကဲထားလိုက်တော့ကျွန်တော်ပြောပြမယ်သခင်ယေရှုခရစ်ကကျွန်တော်တို့ကိုခွင့်လွှတ်တာဒီလောကမှာပဲလက်ဝါးကတိုင်ပေါ်မှာကျွန်တော်တို့ခွင့်လွှတ်ပြီးပြီခွင့်လွှတ်ပြီးတဲ့နောက်သစ္စာဖောက်ရင်ခွင့်လွှတ်မယ်လို့ထင်သလားမထင်နဲ့လုံးဝမထင်နဲ့ဖယားသခင်ကလူကိုဆက်ဆံတဲ့အခါ law and grace ဥပဒေနဲ့ကျေးဇူးတော်နဲ့ဥပဒေကျွန်တော်တို့အခုပြောကြတယ်မဟုတ်ခုကျွန်တော်တို့အသက်ရှင်နေတဲ့ချိန်ကိုကျေးဇူးတော်ကာလလို့ခေါ်ကြတယ်မဟုတ်လားတနေ့ကျတော့ကျေးဇူးတော်ကာလကုံဆုံးတဲ့ချိန်ရှိလိမ့်မယ်ဆိုတာသိကြတယ်နော်အခုကကျေးဇူးတော်ကာလဒီကနေ့ကျွန်တော်တို့ယေရှုခရစ်ကိုယုံကြည်တယ်ဒါပေမဲ့ဒါကြောင့်မလို့အဆုံးတိုင်အောင်သစ္စာရှိတဲ့လူသားလင်တရဖူဆောင်ရမှာအဆုံးတိုင်အောင်သစ္စာမရှိတဲ့လူကလုံးဝမဆောင်ရဘူးဆိုတာမှတ်ထားပါကျွန်တော်ရှင်းတယ်တော့ဒီမှာသခင်ယေရှုကအတိအကျလုပ်မယ်ဆိုတာဘယ်လောက်ရှိတယ်ပေတရုကသူ့ကို၃ချိန်ငါမသိဘူးလို့ညင်းလိုက်တဲ့အတွက်ကြောင့်တော့မင်းငါ့ကိုချစ်သလား၃ခါတိတိမေးတယ်
ပထမတော့ပေတရုကချစ်ပါတယ်ကိုတော်သိပါတယ်ကိုတော်ကိုကျွန်တော်ချစ်တယ်ကိုတော်သိတယ်ဒုတိယအကြိမ်မင်းငါ့ကိုချစ်သလားရိုးရိုးမပြောဘူးမင်းငါ့ကိုချစ်သလားမဟုတ်ဘူးဒီမှာရှိတဲ့တပည့်တော်တွေထက်မင်းငါ့ကိုတာ၍ချစ်သလား Do you love me more than these other do ဟောဒီလူတွေငါ့ကိုချစ်တယ်လို့ထက်မင်းငါ့ကိုပိုချစ်သလားအဲ့လိုမေးတာနော်မေကွန်းကဒုတိယအကြိမ်ထိကိုတော်သိပါတယ်ကျွန်တော်ကိုတော်ကိုချစ်တယ်ဆိုတတိယအကြိမ်မေးတဲ့အခါမှာတော့ပေတရုကဘယ်လိုဖြေလဲကိုတော်ကိုကျွန်တော်ချစ်တယ်မချစ်ဘူးကိုတော်သိပါတယ်နောက်သခင်ရှော့ဘာပြောလဲအေးအခုမင်းငယ်ရွယ်ချိန်မှာတော့မင်းကြိုက်တဲ့နေရာမှာမင်းသွားလို့ရတယ်မင်းမသွားခြင်းတဲ့နေရာကိုမင်းလက်ကနေဆွဲခေါ်ခြင်းခံရတဲ့နေ့ရောက်လိမ့်မယ်ဒါလေဝါကတိုင်မှာ तू တေမဲ့အကြောင်းကိုပြောပြတာအဲ့ဒီနေ့ကနေစပြီးပေတရုဟာဘယ်လောက်ထိအောင်ပြောင်းလဲသွားတယ်လဲအားလုံးသိရနော်လျင်လျင်တောက်တယ် gravity's domain ဆိုတဲ့ရုပ်ရှင်ဇာတ်လမ်းတကယ် background ခရိယန်ရဲ့ background ကိုရေးထားတာအဲ့ဒီထဲမှာဘာရှိတယ်လဲပေတရုကယောမမြို့မှာရှိတဲ့ချိန်မှာသူ့ကိုဖမ်းပြီးတော့တတ်တော့မဲဆိုတော့သိတဲ့အတွက်ကြောင့်ပေတရုထွက်ပြေးပါလို့သူတို့ခိုင်းတယ်သူ့ရဲ့တူလေးခေါ်ပြီးတော့သူတို့ထွက်ပြေးသွားတယ်ဒါပေမဲ့လမ်းမှာလူတယောက်နဲ့တွေ့တယ်အဲ့ဒီလူကိုတွေ့တဲ့ခါကျတော့သူမေးလိုက်တာပေါ့ gravity to mind တခင်ဘယ်ကိုသွားမလဲသူမေးလိုက်တယ်အဲ့ဒါမှသခင်ယေရှုဖြစ်သခင်ယေရှုကသူ့ကိုဘာပြောတယ်လဲငါရဲ့တပည့်တော်ကြီးပေတရုကငါအတွက်အသေးမခံရဲတဲ့အတွက်သူ့အတွက်နှစ်ခါနှစ်ကြိမ်တေဖို့အတွက်ငါယောမမြို့ကိုသွားမယ်လို့ပြောလိုက်တဲ့ခါကျမှယေရှုမှန်သူသိတော့ကိုတော့မသွားနဲ့ကိုတော့လုံးဝမသွားရကျွန်တော်အသေးခံမယ်ဆိုပြန်လှည့်သွားတယ်ဒါကြောင့်နောက်ဆုံးပေတရုကိုလက်ဝါးကတိုင်မှာတင်မဲ့ခါသူဘာပြောလဲကျွန်တော်ကိုပြောင်းပြန်ဇောက်ထုံးမိုးမြော်ကားတယ်ကျွန်တော်တတ်ပေးပါကျွန်တော်သခင်ခရစ်တော်နဲ့ဒန်းတူဒီလိုတည်ဖို့မထိုက်ပါဘူးကျွန်တော်ခရစ်တော်ရဲ့ခြေထောက်ကိုနမ်းရင်းနဲ့ပြောင်းပြန်ကျွန်တော်ကိုထားပါလို့ request တူလုပ်မှာအဲ့ဒါလိုတတ်ခံခဲ့ဒါပါကြောင့်လေသူ့အထဲမှာခရစ်တော်ရှင်ပြန်ထမြောက်လို့ဖြစ်တယ်အထဲမှာခရစ်တော်ရှင်ပြန်ထမြောက်လို့ထိုနည်း၎င်းပဲကျွန်တော်တို့ပေတရုတင်မကဘူးခရိယန်တွေကိုလိုက်ပြီးတော့ညှင်းဆဲပြီးတော့တတ်နေတဲ့ရှင်ပေါလုလည်းကြည့်ပါသူ့ရဲ့ဘဝပြောင်းလဲသွားတဲ့အခါမှာရှင်ပေါလုလောက်ဘဝမှာအဆုံးရှုံးခံတဲ့လူမရှိဘူးသူလည်းပဲပြောင်းလဲသွားပြီဆိုတာနဲ့တပြိုင်နက်ခရစ်တော်အတွက်နောက်ဆုံးလေပင်အဖြတ်ခံပြီးတော့ယောမမှာနေရောဘရင်လက်ထက်မှာသူကအသေးခံခဲ့တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ခရိယန်တွေဟာရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်တို့ကြိုးဆိုတဲ့အခါမှာခရစ်တော်ထမြောက်ပြီဆိုရုံနဲ့မပြီးဘူးရှင်ပေတရုပြောင်းလဲတယ်ဆိုတာကျွန်တော်တို့ဘာကနေသိရတယ်လဲသူ့ရဲ့အသက်တာကနေသိရတယ်မဟုတ်လားကျွန်တော်တို့ရဲ့အသက်တာကနေကျွန်တော်သိရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်ပါတယ်ချစ်တော်ညီကောင်မတို့ကျွန်တော်တို့ထဲမှာခရစ်တော်အသက်ရှင်ရဲ့လားရှင်ပြန်ထမြောက်ရဲ့လားနောက်ဆုံးအနေနဲ့ကိုစမ်းသပ်ဖို့အတွက်ကျွန်တော်ပြောပြချင်ပါတယ်ဘာဖြစ်ခဲ့လဲကျွန်တော်ပြောခဲ့ဘူးတယ်တထေးကြီးမှာသား3ယောက်ရှိတယ်သူ့မှာစိန်လက်ဆွတ်ရှိတယ်ဒီစိန်လက်ဆွတ်လိုက်လို့ရှိရင်အဲ့ဒီဆွတ်တဲ့လူရဲ့စိတ်ထဲမှာစိတ်ရှိပြီးတော့သူတစ်ပါးကိုတနာပြီးတော့ချစ်တတ်တယ်တဲ့အဖေသေးသွားတဲ့အခါတယောက်ကိုပေးဖို့အတွက်ဆိုမှတယောက်စီကိုပေးထားတယ်ရော့မင်းကပေးထားတယ်မင်းကအစ်စ်ပေးထားတယ်မင်းကအစ်စ်ပေးထားတယ်အဖေသေးသွားတဲ့အခါကျတော့သူတို့ညီကို3ယောက်ကအကြီးဆုံးကငါရတယ်လို့ထင်တာအလက်ကလည်းသူရတယ်ထင်တယ်အငယ်ဆုံးလည်းသူရတယ်ထင်တယ်တယောက်တည်းတော့မသိဘူးအဖေသေးတဲ့အခါကျမှသူတို့သိကြဟာငါမလေးငါရတယ်ဖေဥစ္စာငါလေးရတယ်ဆိုအကုန်လုံးကကြီးလိုက်တော့တူးနေတယ်ဘယ်ဟာစစ်လဲဘယ်ဟာတူလဲမသိတော့အဲ့ဒါနဲ့သူတို့ဘာလုပ်လဲပဋိန်ဆရာစီမှာသွားပြီးတော့ကျ
ကျွန်တော်တို့ဒီဟာထဲကနေအစစ်ကိုရှာပေးပါအတုကိုရှာပေးပါကြည့်လိုက်တယ်ဟာအားလုံးကတူနေတဲ့အတွက်ကြောင့်ငါလည်းမရှာတတ်ဘူးအေးတခုတော့ရှိတယ်မင်းတို့ထဲကနေအစစ်ရတဲ့လူကတော့မင်းတို့အသက်ရှင်ပုံကနေသိရလိမ့်မယ်နေ့စဉ်နဲ့မြစိတ်ရှိတီးခံပြီးတော့ချစ်ချင်းမေတ္တာရှိတတ်တဲ့လူခွင့်လွတ်တဲ့လူမင်းတို့ထဲမှာရှိရင်အဲ့ဒီလူဟာလက်စွပ်အစစ်ရတဲ့လူဖြစ်လိမ့်မယ်ဒီကနေ့ခရစ်တော်ကိုကျွန်တော်တို့ရရှိတဲ့လူရဲ့အသက်တာဟာလူတွေရဲ့အမြင်မှာအဲ့ဒါလိုဖြစ်မှာဖြစ်တယ်အရောက်တိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေအာမင်အားလုံး